ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ lesson မှာ၄ခုပေါ့နော်အပိုင်း၄ပိုင်းကိုကျွန်တော်တို့လေ့လာရမယ်ပထမဆုံးအပိုင်းကိုကျွန်တော်စပြီးလေ့လာလိုက်အောင်ပထမဆုံးတစ်ခုကတော့ကျွန်တော် key resources လို့ခေါ်ရဲပေါ့နော်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကိုကျွန်တော်တို့အောင်မြင်မြင်တိတ်တိတ်ချာချာ run နိုင်မှုကျွန်တော်တို့လိုအပ်တဲ့အရေးကြီးတဲ့အရာတွေရှိတယ်အဲ့အရာတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ key resources တွေလို့ခေါ်ရဲပေါ့နော်ဥပမာကျွန်တော်တို့ကစီးပွားရေးလုပ်ပြီဆိုရင်ကျွန်တော်တို့က value creationကျွန်တော်တို့ product တွေ service တွေထုတ်ဖို့နောက်ပြီးကြ customer တွေကျွန်တော်တို့လုပ်ငန်းကိုတည်လာအောင်လုပ်ဖို့ customer တွေရှိကျွန်တော်တို့ရဲ့ပစ္စည်းတွေကိုရအောင်လုပ်ဖို့ distribution လုပ်ဖို့ဖြန့်ချီဖို့နောက်ပြီးကြနေ့စဉ်ပတ်စံရဖို့အတွက်လုပ်ငန်းဆောင်တာတွေလုပ်တဲ့ operation တွေလုပ်ဖို့နောက်ပြီးကြပတ်စံတွေရလာအောင်လုပ်ဖို့လိုအပ်တဲ့လူတွေပစ္စည်းတွေနေရာတွေအရာဝတ္ထုတွေအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ key resources လို့ခေါ်တယ်ဒါမျိုးရိုးရှင်းရှင်းလေးစဉ်းစားကြည့်လိုက်ဒီຢာတွေဒါမရှိရင်ငါစီးပွားရေးလုပ်လို့မရဘူးအဲ့ဒါမျိုးဆိုရင်ဒါဘာလို့ခေါ်လဲဆိုတော့ key resources လို့ခေါ်တယ်เนาะအဲ့တော့ပုံမှန်အားဖြင့်တော့စီးပွားရေးလုပ်ငန်းတွေမှာလိုအပ်တဲ့ resources ၄ခုရှိရပေါ့เนาะတချို့လုပ်ငန်းတွေကဒီထက်ပိုပြီးလိုအပ်တာမျိုးလည်းရှိကောင်းရှိနိုင်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ key resources ၄ခုကိုကြည့်ကြည့်အောင်ပထမဆုံးတစ်ခုကကျွန်တော်တို့ဘာလဲဆိုတော့ human resources people ပေါ့เนาะလူစွမ်းအားအရင်းမြစ်လို့ကျွန်တော်တို့ကခေါ်တယ်ပေါ့နော်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကို run လို့ရအောင်ပေါ့နော်စီးပွားရေးလုပ်ငန်းလုပ်လို့ရအောင်လိုအပ်တဲ့လူတွေရှိရဥပမာကျွန်တော်တို့ scale ပိုင်းဆိုင်ရာဖြစ်ဖြစ်အတွေ့အကြုံပိုင်းဆိုင်ရာဖြစ်ဖြစ်ပြည့်ဝနေတဲ့လူတွေကျွန်တော်တို့ကလိုအပ်တယ်ပေါ့နော်အဲ့လူတွေကိုကျွန်တော်တို့ကရှာဖွေရမယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒါဒီ fashion brand တစ်ခုပေါ့နော်အင်ကြီးတွေကိုအင်ကြီး design တွေထုတ်တဲ့ fashion brand တစ်ခုဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့အင်ကြီး design တွေဆွဲမယ် designer တူလိုအပ်တယ်ပေါ့နော် fashion designer တူလိုအပ်တယ်ဒါမှမဟုတ်ဘဲနဲ့ဒါတော့ကျွန်တော်ဟိုကနေပဲပြောလိုက်ပါမယ်ဒီထဲမှာကျွန်တော်ရေးထား sorry ဒီ fashion brand အတွက်ကိုကျွန်တော်အဓိကရေးထားပါတော့ရေးထားဆိုတော့ကျွန်တော် fashion brand အတွက်ပဲပြောလိုက်မယ်ကျွန်တော်တို့ကဒီပစ္စည်းတွေကို Facebook မှာကြီးညာမယ်ကြီးညာဖို့အတွက် Facebook မှာ boost လုပ်မယ်ပေါ့နော် boost လုပ်ဖို့အတွက်ဆိုရင်ဘယ်သူလိုလဲဆိုတော့ဒါ boost လုပ်ပေးဖို့ကျွမ်းကျင်တဲ့ digital marketer digital marketing လုပ်တဲ့လူလိုတယ်နောက်ကျွန်တော်တို့ရဲ့ site မှာပေါ့နော်ဒီအင်ကြီး site မှာကျွန်တော်တို့ရောင်းဖို့အတွက်ဘယ်သူလိုလဲဆိုတော့အယောင်စရေးမာလေးတွေအယောင်လေးတွေလိုတယ်ပေါ့နော်ဒါကကျွန်တော်တို့အတွက်အယောင်ဒါမှမဟုတ်ကျွန်တော်တို့ custom order တွေတက်လာပြီခုနကပေါ့နော်အင်ကြီးပေါ်မှာကိုယ်နာမည်တစ်စိတ်ရိုက်ပြီးလိုချင်တဲ့လူတို့ uniform နှွားလိုချင်တဲ့လူတို့ဆိုဒါဘာတွေလိုလဲဆိုတော့ကျွန်တော် printer တွေဒါတွေကိုတစ်စိတ်ရိုက်ဖို့အတွက် printer တွေလို printer တွေလိုတယ်အဲ့ printer ကိုတေချာကင်နိုင်ကျွမ်းကျင်စွာကင်နိုင်တဲ့လူမျိုးတွေလိုတယ်နောက်ပြီးကျွန်တော်တို့ကဒီ Facebook တို့ TikTok တို့ကနေပြီးတော့ကျွန်တော်တို့က content နေနေပေါ့နော်လူတွေကျွန်တော်တို့လုပ်ငန်းကိုစိတ်ဝင်စားလာအောင်လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က content တွေတင်မယ်ပေါ့တင်နေဆိုရင်ကျွန်တော်တို့ဘာတွေလိုလဲဆိုတော့ social media manager ဆိုရဲကျွန်တော်တို့ရဲ့ social media တွေကို manage လုပ်မယ်လူတွေလိုတယ်ပေါ့နော်ကျွန်တော်ကလူမှန်နေရမှန်မဖြစ်ဖဲနဲ့လေကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းကိုအောင်မြင်လုပ်နိုင်မှုစီးပွားရေးလုပ်ငန်းကြီးထွားလာဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကလူကိုတိတိကျကျရွေးချယ်ပြီးတော့အဲ့လူတွေကိုဒီထက်ပိုပြီး scale ကောင်းလာအောင်နောက်ပြီးကြကိုယ့်လုပ်ငန်းမှာရေးရှည်လုပ်အောင်လို့ကျွန်တော်တို့ကလုပ်နိုင်ရမယ်ဒါကဘာလဲဆိုတော့ human resource ကိုကျွန်တော်တို့ manage လုပ်တဲ့အပိုင်းပေါ့နော်ဒါ resources တွေကတစ်ခုပဲနောက်ထပ် resource တစ်ခုကကြဘာလဲဆိုတော့ physical resource ပေါ့နော်ကျွန်တော်ထိတွေ့ကင်တွယ်လို့ရတယ်ဥပမာကျွန်တော်ကရိယာတစားပလာတွေနေရာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ physical resource လို့ခေါ်တယ်ဥပမာကျွန်တော်တို့က fashion design ဖွင့်ထားရဆိုကျွန်တော်တို့ကအဲ့ fashion တွေကိုအင်ကြီးအဖြစ်ပြောင်းလဲဖို့ဆိုဘာလို့လဲဆိုတော့ဆက်ချုပ်ဆက်တည်အဲ့ဆက်ချုပ်ဆက်နဲ့ချုပ်လိုက်မှာပဲကျွန်တော်တို့ကအင်ကြီးဆိုတာဖြစ်လာလေအဲ့ဆက်ချုပ်ဆက်တွေလိုတယ်နောက်ပြီးကြ laptop တွေဖုန်းတွေကင်မရာတွေဒီကျွန်တော်တို့ရဲ့ design တွေကိုရိုက်ပြီး Facebook မှာတင်ဖို့ကင်မရာတွေလိုအပ်တယ်နောက် customer တွေနဲ့ဆက်သွယ်ဖို့ဖုန်းတွေလိုအပ်တယ်ကျွန်တော်တို့ဒီမှာ design တွေဆွဲဖို့laptop တွေပါလိုအပ်တယ်နောက်ပြီးကျွန်တော်တို့ရဲ့ရုံးခန်းဖွင့်မှုဒါမှမဟုတ် sign နေရလိုအပ်တယ်နောက်ပြီးကျွန်တော်တို့ရဲ့ဒီအင်ကြီးတွေကိုကျွန်တော်တို့ထည့်ထားဖို့အတွက် go down နေလိုအပ်တဲ့ဒီ materials တွေပေါ့နော်ကရိယာတစားပလာတွေထည့်ထားဖို့အတွက်ဘာလိုလဲ go down လိုတယ်နောက်ပြီး customer တွေမှာလိုက်ပြီးဆိုအဲ့ customer တွေရှိကျွန်တော်တို့အရောက်ပို့ပေးဖို့အတွက် cycle တွေကားတွေလိုအပ်တယ်နောက်ပြီးကျွန်တော်တို့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ wifi တွေကျွန်တော်တို့ lighting ပေါ့နော်မီးတွေနောက်ပြီးဒီ workspace တွေဒီ workspace furniture လို့ခေါ်တဲ့ကျွန်တော်တို့ထိုင်ကုန်တွေစပွဲတွေ desk တွေပေါ့နော် laptop တွေတင်မှုတွေလူတွေထိုင်မှုတွေ meeting တွေလုပ်ဖို့တွေအဲ့ဒါတွေလိုအပ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ physical resources လို့ခေါ်တယ်ကျွန်တော်တို့က online business လုပ်နေတဲ့လူတွေရှိနေမှာပေါ့တချို့ online business လုပ်နေတဲ့လူတွေတောင်မှဘာတွေကိုလိုအပ်လဲဆိုတော့ကျွန်တော်တို့ကဒီပစ္စည်းတွေပေါ့နော် physical resource တွေကမရှိမဖြစ်လိုအပ်တယ်ဥပမာပေါ့ကျွန်တော်တို့က YouTuber လုပ်နေပေါ့နော် YouTube ကနေ video တင်မယ်ဆိုရင်လည်းဒါ online business ပဲ online business လုပ်နေဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ကင်မရာကောင်းကောင်းတစ်လုံးလိုတယ်ကျွန်တော်တို့
ဒီကင်မရာမှာလှပပလေးဗီဒီယိုမှာလှပပလေးဖြစ်အောင်ကျွန်တော် lighting တွေပေါ့နော်မီးတွေလိုတယ်နောက်ကြရင် internet ကောင်း wifi ကောင်းလိုတယ်ဒါကျွန်တော်တို့ရဲ့လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်အဲ့တော့ဘယ်စီးပွားရေးလုပ်ငန်းမဆို physical resources ကလိုတယ်နောက်တစ်ခုကじゃ digital and intellectual resources အဲ့ဒါပါလဲဆိုတော့ intellectual ဆိုတာကျွန်တော်တို့ညာနာပေါ့နော်ညာနာနဲ့ပတ်သက်တဲ့ resource တွေဥပမာကျွန်တော်တို့ idea တွေနောက်ပြီးကျွန်တော်တို့ brand တွေ system တွေအဲ့ဒါတွေလိုအပ်တယ်ပေါ့နော်ကျွန်တော်မမြင်နိုင်ဘူးအဲ့ဒါတွေကဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းအောင်မြင်မှုအတွက်ဒီကအရေးတကြီးလိုအပ်တယ်ပထမဆုံးတစ်ခုနဲ့ဆိုကျွန်တော် brand name နဲ့ logo ဒီ brand name ကနာမည်တစ်ခုရှိမှအဲ့နာမည်ကိုလူတွေသိမယ်နောက်တစ်ခု logo ဒါကျွန်တော်တို့ရဲ့အမှတ်တံဆိပ်ပေါ့နော်ဥပမာ Apple ဆိုရင်ဒါပန်တီတချမ်းကိုက်ပုံတွေလူတွေကသိရเนาะအဲ့တော့ကျွန်တော်အမြဲတမ်းပြောပါတယ်လုပ်ငန်းတစ်ခုစပြီဆိုရင် logo ဖို့မနှမျောပါနဲ့တချို့လူတွေက logo ဖို့တအားနှမျောတာကိုယ့်ဘက်ကိုဟိုနေရာသွား download ချဒီနေရာဟိုဟာနဲ့ဒီဟာနဲ့ရောသမမှုပြီး logo လောက်တာမျိုးရှိတယ်အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ကျွန်တော်တို့ဒီ professional logo creator ပေါ့နော် logo design ဆွဲပြီးတဲ့လူတွေရှိတယ်သူတို့ရှိမှတန်ကြေးပေးပြီး app ပါဘာဖြစ်လို့လဲဆိုတော့ကိုယ်လုပ်ငန်းလုံးနေသမျှကာလာပတ်လုံးမှာဒီ logo ကကိုယ်လုပ်ငန်းကိုစားပြုနေမယ်အရာကြီးအဲ့တော့ကျွန်တော်တို့ကပေါ့ပြက်ပဲပတ်စံနှမျောပြီးလုပ်လိုက်တယ်ဆိုရင်ဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်နောက်တစ်ခုကじゃ a strong Facebook page or website ဒီညမှာ strong ဆိုတဲ့စကားလုံးလေးပေါ့နော်တချို့ကတော့ Facebook page ဖွင့်လိုက်တယ် Facebook page မှာဘာ information မှမပါဘူးဖုန်းနံပါတ်လည်းမပါဘူးလိပ်စာလည်းမပါဘူး profile picture တွားကြည့်တော့လဲမှုံဝါlogo တောင်မပါဘူးနောက်သူတို့ရဲ့ cover photo ကလည်းဘာမှမပါဘူးပေါ့နော်အဲ့လိုမျိုးမဖြစ်စေနဲ့ပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ session တွေမှာလိုအပ်တာတွေထည့်ပါဦးမှာလိပ်စာဖုန်းနံပါတ် email website ရှင်လည်း website ထည့်နောက်ပြီးကျွန်တော် logo လေးကိုတေချာတင်ပါ cover photo တေချာဆွဲပါပေါ့နော်အဲ့ဒါမျိုးဆိုလူယုံကြည်မှုပိုရတယ်ဒါကပါလဲဆိုတော့ကျွန်တော် digital resources တွေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့က Facebook မှာကျွန်တော်တို့ design တွေတင်ဖို့ပေါ့နော်တင်ဖို့ဆို design တွေဆွဲဖို့ဆိုရင်ကျွန်တော် designer မရှိဘူးဆိုရင်ကျွန်တော် Canva ဆိုတဲ့ဟာတိလာတော့မသိ platform တစ်ခုရှိရပေါ့နော်အဲ့ Canva မှာကျွန်တော် pro account တွေအခုရောင်းနေရမျိုးရှိရပေါ့နော်အဲ့ pro account မှာကျွန်တော်တို့ဒီ product design တွေကိုပေါ့နော်ကိုယ့်ဖာကိုတက်ပုံရိုက်အနောက်က background တွေကိုဖြတ် background လှလေးတွေထည့်အဲ့ဒါမျိုးလေးတွေလုပ်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့ကိုကဒီထားပါတော့fashion design တင်တန်းဖွင့်ထားတယ် fashion design တင်တန်းမှာထပ်ဖွင့်မယ်ပေါ့နော်ဖွင့်မယ်ဆိုရင်လည်းdesign ဒီလုပ်ထားတဲ့ဟာလေးတွေ video ရိုက်ထားတဲ့ video လေးတွေကိုကျွန်တော်တို့ edit လုပ်ဖို့ပေါ့နော်အဲ့မှာသွားလုပ်လို့ရတယ်အဲ့ဒါမျိုးဟာလေးတွေကိုကျွန်တော်တို့ကဒီတလားပေါ့နော် pro account ဆိုရင်ပတ်စံပေးပြီးဝယ်ရတယ်အဲ့ဒါမျိုးဝယ်ထားတာမျိုးတွေဒါဆိုရင်ကျွန်တော်တို့ digital resources တွေလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကျ customer list ကျွန်တော်ရဲ့ customer ရဲ့စာရင်းတွေနောက်တစ်ခုကကျကျွန်တော် copyright တို့ license တို့ပေါ့နော်ဥပမာကိုယ်လုပ်ငန်းကို mobile ကွင်းတင်တာမျိုးတွေဒါမှမဟုတ်ကျွန်တော်တို့company license တင်တာမျိုးတွေ company registration မှတ်ပုံတင်တာမျိုးတွေ company မှတ်ပုံတင်တာမျိုးတွေဒါမျိုးတွေပေါ့နော်ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ intellectual resources တွေပေါ့နော်အဲ့ဒါတွေကလိုအပ်တယ်ပေါ့နော်အဲ့ဒါတွေရှိမှာပဲကျွန်တော်တို့လုပ်ငန်း value တစ်ခုရှိမယ်လူတွေကယုံလဲယုံကြည်မယ်ပေါ့နော်တခြားလူတွေကလည်းကျွန်တော်တို့ရှိကိုကျွန်တော်တို့လုပ်တဲ့အတိုင်းပုံစံတူ like ကူဖို့အတွက်ခက်ခဲမယ်ပေါ့နော်အဲ့လို identity တစ်ခုပေါ့နော်ရှိထားမှာပဲကျွန်တော်တို့အဆင်ပြေမှာအဲ့တော့ဒီ resources ကလည်းကျွန်တော်တို့မဖြစ်မနေလိုအပ်ပါတယ်နောက်တစ်ခုကတော့ပြောစရာကိုမလိုဘူးပေါ့နော်စီးပွားရေးလုပ်ငန်းတစ်ခုစပြီဆိုရင်အရင်နေ့တစ်ခုကတော့မဖြစ်မနေလိုအပ်တယ်ငွေကြေးတစ်ခုပေါ့နော်လိုအပ်တယ်တချို့လူတွေကပြောလိမ့်မယ်အရင်နေ့မပါပဲနဲ့လုပ်လို့ရတဲ့လုပ်ငန်းလုပ်ပါအရင်နေ့မပါပဲနဲ့တွားလို့ရတဲ့လုပ်ငန်းလုပ်ပါဆိုပြီးပြောလိမ့်မယ်ပေါ့နော်တကယ်တော့အရင်နေ့မပါပဲနဲ့လုပ်လို့ရတဲ့လုပ်ငန်းဆိုတာမရှိပါဘူးအနည်းနဲ့အများတော့လေပတ်စံလိုးကိုလိုအပ်တယ်ကျွန်တော်တို့ယင်းနှမြုံနယ်မှုလေးတစ်ခုကတော့လိုးကိုလိုအပ်ပါနော်ဥပမာကျွန်တော်တို့ကproduct တွေဝယ်ဖို့ပေါ့နော်ကိုယ့်ရဲ့ဒီပြန်ရောင်းမှုအတွက်ဒီကုန်ပစ္စည်းတွေကိုကျွန်တော်တို့ဝယ်ဖို့အတွက်ပတ်စံတွေလိုတယ်နေရာငှားကားတွေလိုတယ်နောက်ပြီးကျွန်တော်တို့ချင်းငွေတွေရှောက်ဖို့လိုတယ်နောက်ပြီး investment ဆိုတာဒီမှာယင်းနှမြုံနယ်မှုတွေထည့်ဖို့အတွက်လိုတယ်နောက်ပြီး payment processing system အဲ့ဒါဒီမှာကျွန်တော် Cambodia Pay တို့ဘာတို့ပေါ့နော်အဲ့ဒါကိုကျွန်တော်နည်းနည်းရှင်းပြမယ်အခုလေ Wi-Fi တို့ဘာတို့ဘေးဆောင်ဒီ KB ကနေဘေးဆောင်လို့ရအတည်ရမလားကျွန်တော်တို့ Quick Pay ကနေသွားပြီးဆိုရင်ကျွန်တော်တို့သုံးတဲ့ Wi-Fi service ကိုရွေးပြီးပြီဆိုရင်အဲ့မှာကိုယ့်ရဲ့ ID နံပါတ်ထည့်ပြီးတော့ကြာသိန်းငွေကိုထည့်ပြီးတော့သူတို့ပတ်စံပေးချေလို့ရအောင်ကမ္ဘောဇပေးရနေပြီးတော့အဲ့လုပ်ငန်းတွေကိုအလကားပေးထားတာမဟုတ်ဘူးကမ္ဘောဇပေးကိုလုပ်ငန်းတွေကတွားပြောငါကမင်းတို့ရဲ့ KP ကနေဒီလိုမျိုးပတ်စံချေလို့ရအောင်လုပ်ထားခြင်းနဲ့အဲ့တော့တလားငါဘယ်လောက်ပေးရမလဲဆို KP ကိုသူတို့က service ချေပေးထားသေးတယ်ပေးထားမှာပဲကျွန်တော်တို့ကလုပ်လို့ရမှာဟိုပေါ့နော်တန်မှန် QR လေးစကန်ဖက်ဖုန်းနံပါတ်ချင်းပတ်စံလွှဲတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ရတယ်ကိစ္စမရှိဘူးဒါပေမဲ့ KP တွေကနေတွားပြီးတော့ကိုကဘေးဆောင်တာတို့ဘာတို့အဲ့လိုမျိုးကိုယ့်လုပ်ငန်းကိုဒီကိုယ့်ရဲ့ customer တွေက KP တွေကနေဘေးဆောင်လို့ရအောင်လုပ်ထားခြင်းနဲ့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့က KP ကိုဒီ process သူတို့ process လုပ်ဖို့အတွက် amount တစ်ခုပေါ့နော်ပတ်စံတစ်ခုလာစင်ကြီးတွေကျွန်တော်တို့ပေးရအမျိုးရှိရပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်နောက်တစ်ခုက credit line for a supplier
ဥပမာပေါ့ကျွန်တော် credit line ဆိုတာအကျွေးရတာကိုပြောချင်တာဥပမာ30 day credit line လို့ပဲထားလိုက်ပါတော့ကျွန်တော်ကအင်ကြီးတွေရောင်းချင်တယ်ကျွန်တော်ရဲ့ supplier ရှိကနေကျွန်တော်ကအစတွေပေါ့နော်အစတွေကျွန်တော်တွားဝင်လိုက်တယ်ဝင်လိုက်တော့ကျွန်တော်မှာပတ်စံအနေနဲ့ပတ်စံလည်းမရှိသေးဘူးဆိုတော့ကျွန်တော်ကသူ့ကိုပြောရပေါ့နော်ငါ့ကိုတော့ရက်30လောက်တော့စောင့်ပြီးပါအောင်ရက်30ပြီးရင်မင်းကငါပတ်စံချေပါမယ်ဆိုအကျွေးယူခဲ့လိုက်တယ်ယူပြီးကျွန်တော်အဲ့စာတွေကိုဖြတ်တယ်အင်ကြီးချုပ်တယ်ချုပ်ပြီးဒီဘက်မှာရောင်းတယ်marketing တွေလုပ်တယ်လုပ်ငန်းကိုလူတီလာအောင်ရောင်းတယ်ရောင်းပြီးရက်30ပြည့်သွားကျွန်တော်ပတ်စံရပြီဆိုသူ့ကိုပတ်စံပြန်သွားချေတယ်ဒါလည်းပါလဲဆိုတော့ financial resource ထဲမှာထည့်ပြီးစဉ်းစားရမယ်အပိုင်းပေါ့နော်ကျွန်တော်တို့လုပ်ငန်းကတိတိလေးဖြစ်နေရင်တောင်မှကျွန်တော်တို့ကဒီပေါ့နော်ငွေကြီးတွေကိုစီမံခန့်ခွဲတိတိကျကျစီမံခန့်ခွဲနိုင်မှာပဲအဆင်ပြေမှာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကအဆင်မပြေဘူးပေါ့နော် financial resource ကလည်းအရေးကြီးတဲ့အစိပ်ပိုင်းခန့်ခန့်တာတစ်ခုကနေပြီးတော့ပါပါတယ်နော်ကောင်းပြီအဲ့ဒါဆိုရင်ဒီအပိုင်းကိုကျွန်တော်ပြီးသွားပြီဆိုနောက်တစ်ပိုင်းကိုဆက်ကြည့်ကြည့်အောင်နောက်တစ်ပိုင်းက key activities ကျွန်တော်တို့ကပတ်စံတွေဝင်အောင်ဘယ်လိုတွေလုပ်မှလဲစီးပွားရေးလုပ်ငန်းတစ်ခုတော့တည်ထောင်ပြီးသွားပြီဘာလို့မှမသိဘူးဆိုရင်လည်းကျွန်တော်တို့တိုင်ပတ်နေမှာပဲအဲ့တော့ကျွန်တော်တို့ကဘာတွေလုပ်မလဲပေါ့နော်ဒီစီးပွားရေးလုပ်ငန်းတွေပတ်စံရအောင်ငါတို့ဘာတွေလုပ်ရမလဲအရေးကြီးတဲ့အရာတွေကဘာတွေလဲဆိုတာကိုသတ်မှတ်တဲ့အပိုင်းပေါ့နော်အဲ့တော့ key activity ဆိုတာဘာလဲဆိုတော့တဲ့ကျွန်တော် create value for your customer ကျွန်တော်ရဲ့ customer အတွက် value တွေကို provide လုပ်ပေးရအဲ့ဒါပြောချင်တာကကျွန်တော်တို့အခု customer တွေသုံးမဲ့ product တွေ service တွေကိုကျွန်တော်တို့ထုတ်ပြီးသွားပြီဆိုပတ်စံရအောင်လို့ကျွန်တော်တို့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလုပ်တယ်အဲ့ဒါ operation တွေ run တာမျိုးတွေလုပ်တယ်နောက်ပြီးကြကိုယ့်ကိုလူတိလာအောင်နောက်ပြီးကြကိုယ့်ရဲ့ပစ္စည်း market ထဲမှာရောက်သွားအောင်ကျွန်တော်တို့လုပ်တဲ့ဟာတွေအဲ့ဒါတွေပါမယ်နောက်ပြီးကြကျွန်တော်တို့ပတ်စံဘယ်လိုရှာရမလဲဆိုတဲ့အပိုင်းတွေပါတယ်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ key activities လို့ခေါ်တယ်ဒါမျိုးစဉ်းစားကြည့်ကျွန်တော်ကစီးပွားရေးလုပ်နေတယ်ကျွန်တော်တို့လုပ်နေတဲ့အရာတွေကတခုကိုမလုပ်ဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးကရပ်သွားလိမ့်မယ်ပေါ့နော်ပတ်စံမဝင်တော့အဲ့လိုလုပ်ရမယ့်အရာတွေကိုကျွန်တော်တို့ကမဖြစ်မနေလုပ်ရမယ့်အရာတွေကိုဘာလို့ခေါ်လဲဆိုတော့ key activities လို့ခေါ်တယ်နော်အဲ့မှာကျွန်တော်တို့ key activities မှာ၃ပိုင်းပြန်ပြီးခွဲပြင်ရောပထမအပိုင်းကဘာလဲဆိုတော့ protection ဒါကခုနကျွန်တော်ပြောခဲ့သလိုမျိုးပဲပေါ့နော်လုပ်ငန်းတစ်ခုက customer ရှိကပတ်စံရကျင်တယ်ဆိုရင် customer တွေကိုကတစ်ခုပြန်ပေးဖို့လိုတယ် product ပဲဖြစ်ဖြစ် service ဖြစ်ဖြစ်ပြန်ပေးဖို့လိုတယ်အဲ့ product တွေ service တွေကိုကျွန်တော်တို့နေ့စဉ်နဲ့အမျှထုတ်နေရမယ်အဲ့ဒါမှပဲသူတို့လက်ထဲကိုဒီဟာကိုထည့်ပေးနိုင်မယ်ထည့်ပေးနိုင်မှသူတို့ရှီကနေပတ်စံရမယ်ပေါ့နော်အဲ့တော့အဲ့လို product service တွေဆိုဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ graphic design agency ပေါ့နော် graphic design agency ဆိုတာဟို design လေးတွေဆွဲပေးတဲ့လူပေါ့နော်ဥပမာခုနကျွန်တော်ပြောတဲ့ logo ဆိုရင်သူတို့ logo ဆွဲပေးတဲ့လူတွေရှိရအဲ့ logo ဆွဲပေးတဲ့လူတွေလုပ်ငန်းရှိရပေါ့နော်အဲ့လုပ်ငန်းကိုကျွန်တော်က logo သွားအပ်တယ်ဆိုသူတို့က logo ဆွဲပေးတယ်ဆိုရင်ဒါကျွန်တော်တို့ကသူတို့ပတ်စံပေးရင်သူတို့ပတ်စံရတယ်သူတို့ကဘာနဲ့ပတ်စံရှာနေရလဲဆိုတော့ logo create လုပ်တယ် service creation ပေါ့နော် product creation service creation value creation တူတူပဲပေါ့နော်အဲ့ဒါကို create လုပ်ပြီးတော့သူကပတ်စံရှာရပေါ့နော်နောက်ခုကျွန်တော်တို့ကကိန်းမုံဆိုင်ဖွင့်ထားပါတော့သူကမနက်တိုင်းမှာလက်ဆက်တဲ့ကိန်းမုံလေးတွေဖုတ်တယ်အဲ့ကိန်းမုံလေးလာဝယ်လို့ရှိတယ်လာဝယ်ရင်သူကပတ်စံရတယ်ဒါဘာလဲဆိုတော့ကိန်းမုံဖုတ်တယ်သူ protection လုပ်တယ် value creation လုပ်တယ်ပေါ့နော်နောက်တစ်ခုက fitness coach fitness coach ဆိုတာကျွန်တော်ဘယ်လိုပြောရ fitness trainer လीဟိုကာယဗလနီးပြလို့ခေါ်မှာပေါ့နော်အဲ့လိုလူမျိုးတွေပေါ့တကယ်တော့ကာယဗလနီးပြတော့မဟုတ်ဘူးပေါ့ထားတော့ fitness coach ကတော့တက်ရှိတယ်ဒါပေမဲ့ဗမာစကားလုံးကိုကျွန်တော်တီးရဲ့စကားလုံးနဲ့ပဲသုံးလိုက်ပါမယ်အဲ့လိုမျိုးဆိုရင် तू ကဟို online နေပြီးတော့ तू ကကာယဗလတင်တန်းဖွင့်ထားတယ်ပေါ့နော်ဥမာခန္ဓာကိုယ်လှခြင်းတဲ့ main ကလေးတွေခန္ဓာကိုယ်လှခြင်းတဲ့ယောက်ျားလေးတွေအတွက်အိမ်နေ workout တွေ exercise တွေလုပ်လို့ရအောင် तू ကသူ့ဖာသူလုပ်ပြမယ်ပေါ့နော်လုပ်ပြရဲသူဥမာ weight မဆို weight မပြတဲ့ဟာကိုသူဗီဒီယိုရိုက်ထားမယ်ရိုက်ထားပြီးတော့အဲ့ဗီဒီယိုကိုသူထည့်ပေးမယ်ပေါ့နော်သူအဲ့ဒီကနေပတ်စံရှာမယ်ဥပမာဒါကကျွန်တော်ကတော့ဒီဟာ free တင်တန်းဖြစ်နေလို့ပေါ့နော်ကျွန်တော်အရင်တော့လုပ်ဖူးတဲ့တင်တန်းနေရှိရဲအဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အခုဒီလိုပြောတဲ့ဟာတွေကိုကျွန်တော်ဒီလိုဗီဒီယိုရိုက်ထားပြီးတော့တင်တန်းထဲမှာ group ထဲမှာလူတွေထည့်ပေးပြီးတော့အဲ့တင်တန်းထဲမှာကျွန်တော်ကဒီဗီဒီယိုတွေထည့်ပြီးတော့ပတ်စံရှာတယ်ဒါဘာလဲဆိုတော့ကျွန်တော် service creation ပေါ့နော်ကျွန်တော်က service ရောင်းနေတာပေါ့နော်ဒီ service ကိုတင်တန်းပေးတဲ့ဆိုတဲ့ service ကိုရောင်းတယ်လူတွေကကျွန်တော်တင်တန်းကိုလာတက်ပြီးတော့သူတို့တစ်ခုခုရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ကprotection လုပ်နေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် freelancer translator ဆိုတော့ဥပမာတချို့လုပ်ငန်းတွေရာလေနိုင်ငံတကာနဲ့ဆက်ဆံနေရတယ်ဥပမာသူတို့ရှိမှာလာဝယ်တဲ့လူကတရုတ်ဖြစ်နေတယ်ပေါ့နော်အများကြီးလာဝယ်တဲ့လူဟိုဆေးလာဝယ်တဲ့လူလက်ကားလာဝယ်တဲ့လူကတရုတ်ဖြစ်နေတယ်ဆိုတော့သူကတရုတ်စာလည်းမတက်ဘူးဆိုရင်ဒီဘက်ကနေပြီးတော့မြန်မာစာကိုသူတို့ translate လုပ်ပြီးတော့တရုတ်စာဒီ document တွေပေါ့နော်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတရုတ်လိုဘာသာပြန်ပြီးတော့မှတရုတ်ရှိသွားပြီးအဲ့လိုမျိုးဆိုရင်လည်းဒါ freelancer ဘာလုပ်နေလဲဆိုတော့ဟိုသူ translate လုပ်တယ်ပေါ့နော်ဘာသာပြန်နေဆိုတဲ့ဟာကိုသူ provide လုပ်ပေးနေတာပေါ့နော်အဲ့တော့ရှင်းလင်းကျွန်တော်တို့ပြောရရင်
customer တွေကကျွန်တော်တို့ customer တွေရှိရပတ်စံရဖို့အတွက်ကျွန်တော်တို့ကတစ်ခုခုသူတို့ product service ကိုပြန်ပေးရမယ်အဲ့ product service ကို creation လုပ်တာတနည်းအားဖြင့်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့တန်ဖိုးတစ်ခုကို creation လုပ်ပေးနေတာဒီ customer တွေကိုပေးဖို့ပေါ့နော်အဲ့ဒီအပိုင်းကကျွန်တော်တို့ရဲ့ key activities ထဲမှာပါတယ်နော်နည်းနည်းလေးတော့ရှုပ်တယ်ဒါပေမဲ့တေချာနားထောင်ကြည့်ရင်တော့နားလည်မှာပါအားလုံးနားလည်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်နော်နောက်တစ်ပိုင်းကကြာကျွန်တော်တို့က value creation တော့လုပ်လိုက်တယ်အဲ့လောက်ထားတဲ့ဟာကိုဘယ်သူမှမသိဘူးကျွန်တော်တို့လုပ်ငန်းကိုလည်းဘယ်သူမှမသိဘူးဆိုရင်ကျွန်တော်တို့ရောင်းရမှာမဟုတ်ဘူးအဲ့တော့တိလာအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ကဘာလဲဆိုတော့ marketing လုပ်ဖို့လို့တိပြီးသွားရင်ဘာလုပ်ရမလဲဆိုတော့တို့ဝယ်လာအောင်လုပ်ဖို့အတွက်ဘာအပိုင်းလို့လဲဆိုတော့ sales အပိုင်းလို့တယ်အဲ့လို activities တွေကို sales and marketing activities လို့ကျွန်တော်တို့ကခေါ်တယ်ပေါ့နော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ခရီးသွား agency ကဘာတွေလုပ်မလဲဆိုတော့တို့ရဲ့ခရီးသွား package တွေပေါ့နော်ဥပမာဘယ်နိုင်ငံကိုဘယ်နှညာအိမ်မှာဘာတွေပါတယ်ဘယ်နေရာတွေကိုလင်းမယ်ဆိုတဲ့ဟာမျိုးတွေကိုသူတို့ Facebook မှာတင်ကြင်ကြရဲအဲ့ဒါကိုမြင်တဲ့လူတွေကတွားမိမယ်သူတို့ရောင်းမယ်ပေါ့နော်ဒါဘာလဲဆိုတော့ marketing လုပ်တာခုနက life coach ပေါ့နော် life coach ဆိုတာကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဘဝနေထိုင်နေတင်ပေးတဲ့လူပေါ့နော်တချို့လူတွေကဘဝမှာပတ်စံတော့ရှိဒါပေမဲ့စိတ်မချမ်းမသာဖြစ်နေတဲ့စိတ်ကိုမထားတတ်ဘူးဆိုတဲ့လူတွေရှိရပေါ့နော်အဲ့လိုမျိုးလူမျိုးတွေ life coach လုပ်ပေးတဲ့လူတွေတက်တက်ရှိရမြန်မာနိုင်ငံမှာလည်းရှိရဒါပေမဲ့နိုင်ငံခြားမှာတော့ပုံများတယ်ပေါ့နော်ဥပမာသူတို့ကဘဝမှာဘယ်လိုနေရမလဲဘယ်လိုနေရင်ပျော်ရွှင်မလဲဘယ်လိုနေရင်စိတ်ချမ်းသာမလဲဆိုတဲ့ဟာမျိုးတွေသူတို့ပြောပြရဲပေါ့နော်ဘယ်လိုလုပ်ရင်အောင်မြင်မလဲဆိုတဲ့ဒီအောင်မြင်ရေးတွေပါသူတို့တစ်ခါလေးဆိုပြောတယ်ပေါ့နော်ပြောတဲ့ဟာရှိရဆိုသူတို့က free webinar ပေါ့နော် webinar ဆိုတော့ဥပမာဘယ်နေ့မှာဇွန်ကနေပြီးတော့ဘဝနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအခမဲ့ပြောပြပေးပါမယ်ဆိုပြီးသူကပြောလိုက်တယ်ပြောတော့အဲ့တင်တန်းမှာလာတက်တဲ့လူတွေရှိရဆိုရင်အဲ့တင်တန်းမှာလာတက်ပြီးသူပြောတာကိုနားထောင်လိုက်တယ်နားထောင်လိုက်ပြီးဆိုသူပြောတာကိုစိတ်ဝင်စားသွားပြီစိတ်ဝင်စားသွားပြီဆိုသူကတကယ်တော့ဟုတ်တာပဲငါသူ့ရှိမှာconsulting ဒါမှမဟုတ် counseling ပေါ့နော်သူငါ့ကိုတင်ပေးတဲ့ဟာတခုငါယူလိုက်မယ်ပေါ့နော်သူရှိကနေသူငါ့ကိုလမ်းညွှန်ပေးတဲ့ဟာအကြံပေးတဲ့ဟာကိုငါယူလိုက်မယ်ဆိုပြီးသူလှုပ်ချင်သွားမယ်ပေါ့နော်အဲ့တော့ live coach ကနေပြီးတော့သူက free webinar တွေလုပ်တယ်လုပ်ပြီးတော့သူပြောပြပြီးတော့ပြောပြတဲ့လူတွေထဲမှာသူရှိစိတ်ဝင်စားတဲ့လူသူရလာရင်သူပတ်စံရမယ်ဒါပါလဲဆိုတော့သူ marketing လုပ်နေရပဲပေါ့နော်နောက်ကြကျွန်တော် digital marketing agency ဥပမာကျွန်တော်မှာအခု agency လေးတစ်ခုကျွန်တော်ဖွင့်ထားရပေါ့နော်ဖွင့်ထားရဆိုရင်client နေပေါ့နော်ဥပမာကျွန်တော်နေ့စဉ်မေးလာမေးနေ client နေရှိရဥပမာအားတို့ Facebook marketing လုပ်ချင်လို့ digital marketing လုပ်ချင်လို့ဆိုပြီးလာမေးတယ် blue package တွေရှိလဲဆိုတော့ကျွန်တော်ရှိမှာတော့ဒီ package တွေရှိရဲဒီ package ကိုသုံးနေဆိုရင်ဒီခင်ဗျားတို့အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဘယ်လိုရောင်းအားတွေတက်သွားမယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်နေတိုင်းပြောပြနေရတယ်သူတို့နေတိုင်းကျွန်တော်ရဲ့ proposal တွေပို့ပေးနေရမျိုးတွေရှိတယ်ဒါဆိုရင်လည်းပါလဲဆိုတော့ကျွန်တော် sales and marketing လုပ်နေရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မှာ coffee sign ဖွင့်ထားတယ်ဆိုသူတို့ coffee ပုံလေးတွေကို Facebook တို့ Instagram တို့မှာကျွန်တော်တို့ရိုက်ပြီးတင်တယ်ဆိုရင် Facebook တို့ Instagram တို့မှာဒီ coffee ခွက်လေးတွေမြင်တယ် coffee sign ရဲ့ဟိုလှလှပပအလှဆင်ထားလေးတွေမြင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့တွားခြင်းကြတယ်အခုညီမမန္တလေးမှာဆိုရင်ကျွန်တော်တို့လေဟိုတလောစီခက်စားတော့ because တွေဟာလေကျွန်တော်ဂူကြီးပုံစံမျိုးနဲ့လောက်ထားတဲ့ဟာရှိရလေအဲ့ဂူကြီးပုံစံမျိုးဆိုရင်သူကဒီဂူကြီးကိုမြင်တာနဲ့လူတွေကတွားခြင်းတယ်သူကအဲ့လိုတွားခြင်းအောင် marketing တေးချလောက်ထားတာเนาะနောက်တစ်ခုကကျွန်တော်တို့ကဘာလဲဆိုတော့ course creator စီးပွားရေးတွေကိုကျွန်တော် sorry သင်တန်းတွေကိုကျွန်တော်တို့လုပ်တဲ့လူပေါ့เนาะသင်တန်းတွေဖွင့်ထားတဲ့လူဆိုရင်လည်းသူကနေပြီးတော့သူ့ရဲ့အကြောင်းသားတွေရှိကိုemail တွေပို့မယ်เนาะပို့ပြီးငါတော့ဘယ်သင်တန်းဖွင့်နေပြီမင်းတို့လာပြီးတော့တက်လို့ရပါပြီဆိုပြီးသူ marketing လုပ်တဲ့ပုံစံမျိုးလုပ်လို့ရတယ်เนาะအဲ့တော့ဒီ sales and marketing activities မပါဘူးဆိုကျွန်တော်အစကလည်းပြောပြီးတော့ဘယ်သူမှကျွန်တော်တို့သိမှာမဟုတ်ဘူးမသိရင်မဝယ်ဘူးအဲ့တော့sales and marketing activities ကအရေးကြီးတဲ့ key activities တွေကမဖြစ်မနေလုပ်ရမယ့် activities တခုဖြစ်ပါတယ်เนาะကျွန်တော်လေးဒီမှာနောက်ပိုင်းသင်ခန်းစာတွေကိုကျွန်တော်ပြောတာအားလုံးသတိထားမိပါလိမ့်မယ်နည်းနည်းတော့မြင်နေပေါ့เนาะမြင်နေဆိုတော့မမြင်လို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့လေဒီဟာကြီးတွေကကျွန်တော်အရန်ရှည်သွားမှာဖြည်းဖြည်းချင်းပြောရင်တနားရီလောက်ဆိုရင်ကြည့်ရတဲ့လူလည်းပြင်းသွားမယ်ဟိုကျွန်တော်အတွက်လည်းပေါ့เนาะပြောရတာအရန်ကြီးဘယ်လိုပြောရမလဲပြင်းရွယ်ဖြစ်သွားမယ်ပေါ့เนาะအဲ့တော့ကျွန်တော်နည်းနည်းလေးမြင်ပြီးပြောတာဖြစ်တဲ့အတွက်အာယုံလေးတော့ဒီသင်ခန်းစာတွေကြည့်တဲ့အခါမှာနည်းနည်းလေးအာယုံလေးစိုက်ပေးကြပါเนาะနောက်တစ်ခုကကျွန်တော်တို့ operation and support အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကိုဟို smooth ဖြစ်ပေါ့เนาะချောမွေ့လုံနိုင်မှုအတွက်ကျွန်တော်တို့ကလိုအပ်တဲ့အရာတွေကိုအနောက်ကနေကူညီပံ့ပိုးပေးတာဥပမာအယောင်ဆိုရင်လည်းအယောင်ကိုကူညီပံ့ပိုးပေးတာ HR ဘိုင်းဆိုလည်း HR ဘိုင်းကိုကူညီပံ့ပိုးပေးတာအဲ့လိုမျိုးအပိုင်းတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ operation support အပိုင်းလို့ခေါ်တယ်ဥပမာကျွန်တော်တို့ရဲ့လုပ်ငန်းမှာ website တစ်ခုရှိတယ်အဲ့ website ကကြည့်လို့မရတော့ဆိုအဲ့ website ကိုကျွန်တော်တို့က
ပြင်မှုအတွက်လိုအပ်တယ်ကျွန်တော်တို့ရဲ့ဒီ web developer ပေါ့နော် website ရေးတဲ့လူတွေကပြင်မယ်အဲ့လိုမျိုးပိုင်းနေဆိုလဲ operation လို့ခေါ်တယ်နောက်ပြီးကျွန်တော်တို့ customer တွေ message တွေကိုကျွန်တော်တို့ reply ပြန်တာမျိုးတွေဖြေကြားပေးတာမျိုးတွေဒါတွေလည်း operation အပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ project တွေလုပ်မယ်ပေါ့နော် project တွေလုပ်မယ်ဆိုရင်ကျွန်တော် freelancer တွေငှားတာမျိုးတွေပေါ့နော်ဥပမာအခုကျွန်တော်ရှိမှာ digital marketing လာအပ်တယ်ဆိုကျွန်တော်ဒီဘက်က content writer တို့ graphic designer တို့ကိုကျွန်တော်ပြန်ခန့်ထားတယ်တချို့ဟာတွေဆိုရင်သူတို့ကဒီနေရာမှာလာလုပ်ဆရာမလို့သူတို့အင်ဟာနေသူတို့လုပ်လို့ရတယ်လေဒါဆိုရင်ကျွန်တော်ဘာလဲဆိုတော့ freelance တွေကိုပြန်ငှားပြီးတော့သူတို့ဘလို့လုပ်ဆိုပြီးကျွန်တော် manage လုပ်တယ်လုပ်ပြီးတော့ကျွန်တော် freelancer တွေငှားပြီး project တွေလုပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ budget တွေပေါ့နော်ကျွန်တော်တို့ငွေရေးကြေးစီမံခန့်ခွဲတာမျိုးတွေ invoice ထုတ်တာမျိုးတွေနောက်ပြီးဘယ်အချိန်မှာဘယ် customer ကိုဘာပစ္စည်းပို့ရမလဲဆိုတဲ့ delivery schedule လုပ်တာမျိုးတွေဒါတွေအကုန်လုံးက operation နဲ့မှာပါတယ်ပေါ့နော်ဥပမာကျွန်တော်တို့ digital marketing အပိုင်းဆိုရင်ကျွန်တော် Facebook မှာဘယ်နေ့မှာဘာတင်မယ်ဘယ်အချိန်မှာတင်မယ်ဘယ်လိုပုံစံနဲ့တင်မယ်ဒါမျိုးတွေပါတယ်ပေါ့နော်ကျွန်တော် operation အပိုင်းကပတ်စံရှာတာလားဆိုတော့ပတ်စံကြီးကို तू ကဓာတ်ရိုက်ရှာနေတာမဟုတ်ဘူးဒါပေမဲ့ပတ်စံရှာတဲ့နေရာတွေကို तू ကတေးသေးချာချာလုံးနိုင်အောင်လို့ကူညီပေးတာဥမာ digital marketing team ကလူတွေဘာတွေလိုအပ်နေလဲလိုအပ်နေတဲ့ဟာတွေ तू ဝင်ကူညီပေးတာမျိုးတွေနောက်ကျ तू remind လုပ်တာမျိုးတွေပေါ့နော်တချို့လူတွေမေ့သွားတဲ့အရာရှိရမေ့သွားတဲ့ဟာတွေကို तू ကတတိပေးတာမျိုးတွေတေချာလွမ်းနိုင်အောင်ဒါမှမဟုတ်ကျွန်တော် gap ဖြစ်သွားတယ်ပေါ့နော်လက်ဟာသွားတဲ့အပိုင်းတွေကို तू ကဝင်ဖြည့်ပေးတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးလုပ်တဲ့အပိုင်းတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ operation and support အပိုင်းလို့ခေါ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ key activities ပေါ့နော်အဲ့တော့ကျွန်တော်ပြောသလိုမျိုးပဲကျွန်တော်တို့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လို့နေ့စဉ်လုပ်နေတဲ့အရာတိုင်းက key activities လားနေ့စဉ်လုပ်နေတဲ့အရာတိုင်းကတော့ key activities မဟုတ်ဘူး key activities ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းပတ်စံနေဆုံးရှုံးမသွားအောင်ဒီလုပ်ငန်းပြိုလဲမသွားအောင်အဓိကလုပ်ရမယ့်အရာတွေအဲ့ဒီအရာတွေပဲကျွန်တော်တို့က key activities လို့ခေါ်တာကျွန်တော်ဒီမှာနမူနာလေးတစ်ခုရေးပေးထားရပါတော့ဥပမာကျွန်တော်တို့အင်္ဂလိပ်စာသင်တဲ့ဟာတစ်ခုပေါ့နော်အင်္ဂလိပ်စာသင်တဲ့လုပ်ငန်းတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့နေ့စဉ်လုပ်ရမယ့် key activities တွေကဘာတွေလဲဆိုတော့သူအင်္ဂလိပ်စာကို Zoom ကနေပြီးတော့နေ့တိုင်းသင်မယ်သင်ပြီးတော့သူဒီ grammar နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပေါ့နော်ဗီဒီယိုလေးတွေကိုသူ့ရဲ့ Facebook မှာလူတွေသူ့ရဲ့ဒီတင်တန်းကိုရုံးလာအောင်လို့သူတင်ရမယ်အဲ့တော့အဲ့ဒီဗီဒီယိုလေးတွေသူရိုက်မယ်ဒါသူ့ရဲ့ key activities နေ့စဉ်လုပ်ရမယ့်အဓိကလုပ်ငန်းဆောင်တာတွေပေါ့နော်နောက်ကြသူအကြောင်းသားအသစ်တွေရအောင်လို့ Facebook မှာပုံနေစာတွေတင်ပြီးအဲ့ပုံနေစာတွေကို boost လုပ်မယ်နောက်ကြသူဘာလုပ်မလဲဆိုတော့ဘယ်တင်တန်းကိုဘယ်အချိန်မှာဖွင့်မယ်ဘယ်အချိန်ကနေဘယ်အချိန်ဖွင့်မလဲဆိုတော့တင်တန်းတွေကို schedule လုပ်ရတာမျိုးတွေလုပ်မယ်နောက်ပြီးလာမေးထားတဲ့ចောင်းသားတွေရှိရဆိုရင်လည်းဒီအတန်းလေးကိုတော့မတက်သေးဘူးလားဒီတန်းလေးကဘယ်အချိန်မှဖွင့်မှာမယ်ဘာညာဆိုပြီးသူလိုက်ပြီး follow up လိုက်တာမျိုးတွေလုပ်ရမယ်ပေါ့နော်ဒါသူ့ရဲ့ key activities ပေါ့နော်မျက်လုံးနဲ့မြင်အောင်ကျွန်တော်ပြောကြည့်ရနော်အဲ့ဒါမျိုးတွေကျွန်တော်တို့လုပ်တဲ့အပိုင်းတွေကို key activities လို့ခေါ်တယ်ဒါကတော့ key resources နဲ့ key activities ပေါ့နော်ကျွန်တော်နောက်နှစ်ခုကြံသေးတယ်နောက်တစ်ခုကကျွန်တော်တို့ key partners နဲ့ cost structure လို့ခေါ်တယ်အဲ့အပိုင်းလေးကိုတစ်ခါတည်းဆက်ပြီးတော့ကြည့်လိုက်မယ်နော်ဒီမှာလုပ်တဲ့အချိန်ကနည်းနည်းလေးတော့ကြာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလေအများကြီးဖြစ်နေတဲ့အတွက် okay အဲ့ဒါဆိုကျွန်တော်တို့ဒီဘက်မှာ key partners ဆိုတာဘယ်လိုလူတွေလဲဆိုတော့key partner ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ main fat ပေါ့နော် main fat ကျွန်တော်ရဲ့ partner သူတို့အဲ့လူတွေကကျွန်တော်တို့ဘာလုပ်ပေးလဲဆိုတော့ကျွန်တော်တို့ရဲ့စီးပွားရေးကိုလုပ်တဲ့အခါမှာပိုးလွယ်ကူသွားအောင်သူတို့ကအထောက်ပံ့ပေးမယ်နောက်ပြီးကျွန်တော်ရဲ့ risk တွေကို short ချပေးမယ်ပေါ့နော် risk တော့ကျွန်တော်အရှိအပိုင်းနေမှာပြောပြီးသားမလို့ထပ်ပြီးတော့မပြောတော့ဘူးနောက်ပြီးကျွန်တော်တို့ပိုကောင်းတဲ့ product တွေပိုကောင်းတဲ့ service တွေကိုကျွန်တော်တို့ရဲ့ customer တွေကိုပေးနိုင်မှုအတွက်သူကကူညီပေးမယ်နောက်ပြီးကျွန်တော်တို့ customer များရှိကျွန်တော်တို့လုပ်ငန်းတည်သွားအောင်ရောက်သွားအောင်သူကကူညီပေးမယ်ပေါ့နော်အဲ့လိုမျိုးလူမျိုးတွေဆိုရင်ကျွန်တော်ကဘာလို့ခေါ်လဲဆိုတော့ key partners လို့ခေါ်တယ်အဲ့တော့ key partners တွေကိုကျွန်တော်တို့ကဘာကြောင့်လိုအပ်လဲဆိုတော့ဥပမာကျွန်တော်တို့ကိုကုန်ကျန်းအနေနဲ့ supply လုပ်ဖို့ပေါ့နော်ဥပမာကျွန်တော်ဆိုရင်ခုနပြောလို့မျိုးပေါ့နော်အထည်ဆိုင်ဖွင့်ထားတယ်ဆိုရင်ဒီဘန်ကောက်ကနေပြီးတော့ကျွန်တော်အထည်ပို့ပေးမယ်လူတွေလိုအပ်တယ်နောက်တစ်ခါကျွန်တော် delivery ကိုဖတ်ကိုမလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်ဘူးဆိုရင် delivery ပို့ပေးမယ်လူတွေလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်မလုပ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့မှာ partner တယောက်ပေါ့နော်စီးပွားဘက်တယောက်ထားရမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ ਨੇ စီးပွားအကျိုးတူပေါ့နော်အဲ့လိုလူမျိုးတွေထားပြီးကျွန်တော်တို့ကလုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးလူမျိုးတွေကို
key partners လို့ခေါ်တယ်ဘလို့အပိုင်းနေမှာကျွန်တော် partner တွေထားလို့ရတယ်ဆိုတော့ technology နဲ့ပတ်သက်တဲ့အပိုင်းနေနေပညာနဲ့ပတ်သက်တဲ့အပိုင်းနေပေါ့ဒီမှာကျွန်တော် website တွေကျွန်တော်တို့ website ဆွဲတာမျိုးတွေကျွန်တော်တို့ဒီ computer နဲ့ပတ်သက်တဲ့အပိုင်းနေဒီအခုလုပ်ငန်းတစ်ခုထောင်ပြီးဆိုကျွန်တော် computer တွေဝယ်ပြီး computer တွေကိုတက်ဆင်ရတဲ့ကျွန်တော်တို့ဘာလိုအပ်လဲပေါ့နော်အဲ့အပိုင်းနေမှာလိုအပ်တယ်နောက်ပြီးကျ marketing ဆိုရင်လည်းတချို့လုပ်ငန်းတွေကကိုယ်တိုင် marketing မလုပ်နိုင်တာမျိုးတွေရှိတယ်အဲ့တော့marketing agency တွေကိုငှားတာမျိုးတွေ marketing consultant တွေကိုခန့်တာမျိုးတွေအဲ့လိုအပိုင်းတွေလိုအပ်မယ်နောက်တစ်ခုကကျ finance ပေါ့နော်ငွေကြေးပိုင်းဆိုရင်လည်းကျွန်တော်တို့ကတချို့ဆိုရင်ဒီသူတို့ရဲ့ company တွေမှာငွေကြေးပိုင်းကိုနိုင်တဲ့လူမရှိဘူးဆိုတော့ပြင်ပကနေ accounting service တွေယူတာမျိုးတွေ partner တွေရှာတာမျိုးတွေအဲ့ဒါမျိုးတွေလုပ်ထားလို့ရတယ်နောက်တစ်ခုက production ပိုင်းပေါ့နော်တချို့ဆိုရင် production ကိုကိုယ့်ဖာကိုယ်တော့မလုပ်ဘူးဥပမာ तू အင်ကြီးရောင်းခြင်းတယ်ဆိုရင် तू ကသူ့ဖာသူအင်ကြီးတွေကိုထုတ်တာမျိုးမဟုတ်ဘဲနဲ့ तू ကစက်ရုံတစ်ခုကိုအပ်လိုက်တယ်ငါ့ကိုဒီ quality ဒီဈေးနဲ့ဒီအရာရအောင်လုပ်ပေးပါဆိုပြီး तू partner ကိုအပ်လိုက်တယ်အပ်လိုက်တဲ့ဟာကို तू brand နဲ့အဲ့ရနေထုတ်ပေးတဲ့ဟာကိုကျွန်တော်တို့ကပြန်ပြီးရောင်းနေပေါ့နော်အဲဒါပါလဲဆိုတော့ partner ရှာပြီးကျွန်တော်တို့ကလောက်တာပဲပေါ့နော်နောက်ပြီးကြ customer များကိုလုပ်ငန်းကိုပိုတိလာအောင်ပိုပြီးယုံလာအောင်ကျွန်တော်တို့ရဲ့ partner တွေကလုပ်ပေးနိုင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာ partner အမျိုးအစားကိုကျွန်တော်ဒီမှာ၄ခုပြန်ခွဲပြီးတော့ပြောပြပေးထားတယ်ပထမဆုံးကကျွန်တော်တို့ဘာလဲဆိုတော့ supplier or service provider ဒါကတော့ရှင်းပါတယ်ကျွန်တော်တို့ကုန်ကျန်းလောက်ထုတ်ပေးမဲ့လူတွေပေါ့နော်ဥပမာကျွန်တော်ကဒီအစားတောက်ရောင်းတဲ့ကားကြီးမြင်မှုကြလားတော့မသိဘူးလေဟိုအစားတောက်တွေကိုကျွန်တော်တို့ချင်းနေတယ်လေဥပမာကော်ဖီရွက်တွေတို့ဘာတွေတို့ညာတွေတို့အသီးနှံတွေဘာတွေညာဟင်းချက်စရာတွေကိုကားနဲ့လဲပြီးရောင်းတဲ့လူတွေရှိမယ်အဲ့လိုလူတွေဆိုရင်သူတို့ supply လုပ်ပေးမဲ့လူကဘယ်သူတွေလဲဆိုတော့တောင်းသူလေသမားတွေရှိကနေသူတို့ကဟင်းသီးဟင်းရွက်လက်ဆက်တွေတွားဝယ်တယ်သူတို့ကားပေါ်မှာတင်တယ်ပြီးတော့အိုက်ကာနဲ့ပတ်ပြီးတော့ရောင်းတယ်ဈေးမှာတွားရောင်းမရောင်းပတ်ပြီးရောင်းတယ်ဒါပါလဲဆိုတော့သူကလေသမားတွေနဲ့သူ partner လုပ်ထားတာနောက်တစ်ခုဒီကျွန်တော်တို့ website ဆွဲတဲ့လူတွေပေါ့နော် website အကြောင်းသိရလူကတော့သိလိမ့်မယ်ပေါ့နော် website ကဆွဲပြီးချင်းလေကျွန်တော်တို့လူတွေကြည့်လို့ရအောင်လုပ်လို့မရလူတွေကြည့်လို့ရဖို့ဆိုကျွန်တော်တို့ကဒီ online မှာနေရာတနေရာဝယ်ရတယ်အဲ့ website ကြီးကိုကျွန်တော်တို့တင်ဖို့အတွက်နေရာဝယ်ရတယ်အဲ့လိုနေရာကိုကျွန်တော်တို့က hosting လို့ website hosting လို့ခေါ်တယ်အဲ့လိုနေရာကိုရောင်းတဲ့ company တွေရှိတယ်ဥပမာကျွန်တော်တို့ GoDaddy တို့ Hostinger တို့အဲ့လိုမျိုး company တွေရှိတယ်အဲ့လို company တွေရှိကနေပြီးတော့ဒီ website ဆွဲတဲ့လူတွေကနေပြီးတော့တွားပြီးတော့ဝယ်ရဆိုတာသူတို့ရဲ့ business partner ဖြစ်သွားပြီနောက်တစ်ခုကကျွန်တော်တို့ YouTuber တွေအခုလေကျွန်တော်တို့မြန်မာနိုင်ငံမှာလေ TBH လက်တူဘာလို့ phone review လုပ်တဲ့ channel တွေကြည်ဘူးကြတယ်မလားကြည်ဘူးကြတယ်ဆိုရင်တို့ကဘာလုပ်လဲဆိုတော့ဒီ phone review လုပ်တဲ့ video တွေဘာတွေကိုရိုက်ထားပြီးဆိုတို့က video editor တွေကိုတို့ကငှားထားတယ်ဒါမှမဟုတ်ခန့်ထားတယ်ပေါ့နော် partner ဖြစ်ထားတယ်ပြိုင် video သူ့ရဲ့ video ဒီ editor တွေက edit လုပ်ပြီးတော့မှပဲသူက YouTube ပေါ်မှာတင်လို့ရတာဟိုပေါ့နော် video editing ကလည်းအရေးကြီးတယ်လူစိတ်ဝင်စားအောင်ကျွန်တော်တို့ကဖြန့်ညက်ကက်လုပ်ပြီးတေချာဘယ်အပိုင်းမှာဘယ်လိုပြမယ်ဘယ်အပိုင်းမှာဘယ်လိုစာတန်းလေးထိုးမယ်ဆိုတာလူတွေစိတ်ဝင်စားအောင်လုပ်နိုင်မှာပဲကောင်းပါလေအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးbusiness partner ရွေးချယ်နေမှာအရင်အရေးကြီးရယ်ပေါ့နော်ဥပမာကျွန်တော်တို့ travel agent တွေဆိုသူကဘာရင်းနဲ့ချိန်ထားမလဲဆိုတော့လေကြောင်းလိုင်းနေနောက်ပြီး hotel stay နဲ့ချိန်ထားပြီးလေကြောင်းလိုင်းကနေပြီးတော့သူလက်မှတ်တွေကိုဘယ်လိုဝယ်ရမလဲ hotel stay မှာသူ booking ဘယ်လိုလုပ်ရမလဲဆိုပြီးတော့သူလှုပ်ထားပြီးသူ package အနေနဲ့ပြန်ရောင်းမယ်ဥပမာဘယ်နှရက်ခီးကိုဘယ်လင်းနဲ့သွားမယ်ဘယ် hotel မှာတည်းရမယ်ဘယ်နေရာတွေကိုရှောက်တယ်လို့ရမယ်ဒါမျိုးတွေသူ partners တွေနဲ့ချိန်ပြီးလှုပ်ထားတာမျိုးတွေရှိမယ်အဲ့တော့ဒီ partner တွေမရှိဘဲနဲ့ကျွန်တော်စီးပွားရေးလုပ်လို့ရလားဆိုတော့တချို့လုပ်ငန်းတွေကတော့လုပ်လို့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့တချို့လုပ်ငန်းတွေကကြာ partner မရှိဘဲနဲ့လုံးလုပ်လို့မရတဲ့စီးပွားရေးလုပ်ငန်းတွေရှိတယ်တချို့ partner တွေကကြာစီးပွားဒီတချို့လုပ်ငန်းတွေကကြာ partner တော့မရှိဘူးလုပ်လို့တော့ရတယ်ဒါပေမဲ့အပြည့်အဝလုပ်လို့မရဘူးပေါ့နော်ဥပမာ product တစ်ခုဆိုရင်partner မရှိဘဲနဲ့ထုတ်လိုက်တယ်သူ့မူရင်းကောင်းတဲ့လောက်မကောင်းတော့ဘဲနဲ့customer တွေကတိတ်မကြိုက်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုခေတ်ကြီးထဲမှာဆိုရင် business partner အရင်အရေးကြီးပါတယ်နော်နောက်ပိုင်းကျကျွန်တော်တို့ဘာလဲဆိုတော့ delivery and logistic partner အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကအခုပစ္စည်းတော့ထုတ်လိုက်ပါတယ်အဲ့ပစ္စည်းကိုကျွန်တော်တို့က customer တွေစီအရောက်ပို့ဖို့အတွက်ကျွန်တော်တို့လုပ်ငန်းမှာလူအင်အားလည်းမရှိဘူးပစ္စည်းတွေလည်းမရှိဘူးဥပမာ cycle တွေဘာညာတွေမရှိဘူးကားတွေမရှိဘူးဆိုဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့က partner လုပ်ထားမယ်ဥပမာ delivery service တခုခုနဲ့ချိတ်ဆက်မယ် partner လုပ်ထားပြီးမှားရဲလို့ရှိလာပြီဆို delivery service ကိုကျွန်တော်တို့ကအပ်ပြီးတော့တို့သွားပို့ခိုင်းတာမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအပိုင်းတွေကိုကလေအားလုံးတီးပြီးသားအပိုင်းတွေဖြစ်မှာမလို့အသေးစိတ်ကိုတော့ပြန်မရှင်းပြတော့ဘူးပေါ့နော်အောက်ကနမူနာလေးတွေကိုနောက်တစ်ပိုင်းအောင်သွားလိုက်မယ်နောက်တစ်ပိုင်းကလည်းကျွန်တော်တို့ sales and marketing partner
customer များကျွန်တော်တို့လုပ်ငန်းကိုတည်လာအောင်ကျွန်တော်တို့ business ကိုလူတွေစိတ်ဝင်စားလာအောင်ကျွန်တော်တို့လုပ်ရမယ့်အပိုင်းတွေရှိရပေါ့နော်အဲ့တော့ကျွန်တော်ဥပမာထားပါတော့ဗျာကျွန်တော်ဒီဟိုဟာတွေတိကျလားမသိဘူး Coursera တို့ Skillshare တို့သိတယ်လို့ရှိလာတော့မသိဘူး Coursera တို့ Skillshare တို့ဆိုတာနိုင်ငံခြားကဘာလဲဆိုတော့သူတို့က website တွေ application တွေပေါ့နော်သူတို့ကဘာလုပ်လဲဆိုတော့အခုဒီကျွန်တော်လုပ်တယ်လို့မျိုးပဲသူတို့ကတင်နန်းတွေကိုသူတို့က video file တွေနဲ့ကြည့်လို့ရတဲ့ software တွေ website တွေပေါ့နော်အဲ့တော့သူတို့ software တွေ website တွေကိုသူတို့ software နဲ့ website ကိုသူတို့ကသူတို့ software နဲ့ website ကိုသူတို့ကကြီးညာခြင်းနဲ့ဆိုရင်သူကဘာလုပ်ထားလဲဆိုတော့ influencer တွေပေါ့နော်ဥပမာထားပါတော့ YouTuber တယောက်ပေါ့နော် YouTube မှာဒီ video တွေတင်တဲ့လူတယောက်အဲ့လူတယောက်နဲ့သူကချိတ်ထားပြီးတော့မင်းရဲ့ video ထဲမှာငါရဲ့ဒီပေါ့နော် website ဒီစတင်တဲ့ website ဒါမှမဟုတ်စတင်တဲ့ application အကြောင်းထည့်ပြီးကြီးညာပေးပါဆိုပြီးတော့သူကကြီးညာခိုင်းတာမျိုးရှိရပြီးရင်သူ့ကိုပတ်စံပေးလိုက်တယ်ပေါ့နော်ဒီ influencer ကိုကျွန်တော်တို့ပတ်စံပေးလိုက်တယ်ဆိုရင်ဒါဘာလုပ်တာလဲဆိုတော့ဒီ influencer တွေကိုငှားပြီးတော့ marketing လုပ်တာဥပမာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရှိရလေဟို celebrity တွေကိုငှားပြီးတော့သိရမလားသူတို့ page မှာကြီးညာခိုင်းတာမျိုးတွေဘာညာရေပေါ့နော်မြန်မာနိုင်ငံမှာဆိုအလုံးလုပ်တဲ့လူတွေရှိပါတယ်သိကြမှာပါပေါ့နော်ကျွန်တော်တေချာတော့မပြောတော့ပါဘူးเนาะနောက်တစ်ခုကSaaS company လို့ခေါ်တယ်ကျွန်တော်တို့ SaaS company ဆိုတာဘာလဲဆိုတော့ software as a service လို့ခေါ်တယ် SaaS အရှေ့ကောက်ကသူက software ကို service အနေနဲ့ရောင်းတာမျိုးအဲ့မှာလေဒီဟို company တွေမှာလုပ်ခူးတဲ့လူဆိုရင်တော့သိမှာပါကျွန်တော် CRM software တစ်ခုရှိရယ်ဟိုဟာလေကျွန်တော်တို့ Salesforce ဆိုတဲ့ CRM software တစ်ခုပေါ့နော်အဲ့ software ကဘာလဲဆိုတော့ SaaS software လို့ခေါ်တယ်သူတို့ကလားစင်ကြီးပေးပြီးတော့သူတို့ရဲ့ CRM ကို software ကိုကျွန်တော်တို့သုံးလို့ရအောင်သူတို့ကလုပ်ထားရပေါ့နော်ဥပမာ company မှာဆိုရင်ဟိုကျွန်တော်တို့ customer တွေဘယ် customer ကဘာလုပ်ငန်းလုပ်တယ်ဘယ်မှာလုပ်တယ်သူ့ကိုရောင်းပြီလားမရောင်းသေးဘူးလားသူ sales pipeline တစ်ခုမှာဆိုရင်သူကဘယ်အဆင့်ကိုရောက်နေပြီလဲအဲ့လိုမျိုးတွေကျွန်တော်တို့မှတ်ထားလို့ရတဲ့ software ပေါ့နော်အဲ့လို software ဒါကျွန်တော်အကြမ်းမြင်ပြောပြပါပေါ့နော်အဲ့ထက်တော့အများကြီးရှုပ်ထွေးတယ်ပေါ့နော်အဲ့လို software ရောင်းတဲ့လူတွေဆိုရင်သူကဘာလဲဆိုတော့ဟိုနာမည်ကြီးရဲ့ marketer တွေပေါ့နော်ဥပမာထားပါတော့ကျွန်တော်မဲ့နမူနာပေးလိုက်ပါတော့ကျွန်တော်ကမြန်မာနိုင်ငံမှာနည်းနည်းနာမည်ရလာပြီပေါ့နော်ရှားမောင်ဆိုရင်marketing နဲ့ပတ်သက်ပြီးလူတွေကယုံလာကြပြီစီးပွားရေးလုပ်ငန်းရှင်ယုံလာပြီဆိုရင်အဲ့ company ကကျွန်တော်တို့လာမယ်လာပြောမယ်ရော့မင်းငါတို့ရဲ့ software ကို company ကိုသုံးဖို့အတွက်ပြောပေးကြီးညာပေးသူတို့သုံးပြီဆိုရင်မင်းကဘယ်လောက်ပေးမယ်ဆိုပြီးသူကလာပြောတဲ့အချိန်ကျရင်ကျွန်တော်ရဲ့ client တွေကိုဒီ software သုံးကြည့်လိုက်ဒီ software ကခင်ဗျားတို့လုပ်ငန်းအတွက်ကောင်းမွန်သွားလိမ့်မယ် customer တွေကို manage လုပ်တဲ့အခါအရင်ရက်မိုက်သွားလိမ့်မယ်ဆိုကျွန်တော်ပြောရဲဆိုသူကဝယ်လိုက်ပြီဆိုဟိုဘက်ကကုမ္ပဏီကနေကျွန်တော်ကိုပတ်စံပြန်ပြီးတော့ပေးမယ်ရော့မင်းငါတို့ရဲ့ software ကိုရောင်းပေးလို့ဘလောက်ဆိုပြီးပတ်စံပေးမယ်ပေါ့နော်အဲ့မျိုးပုံစံမျိုးတွေနဲ့ကျွန်တော်တို့ marketing လုပ်လို့ရတယ်ဒါ partner အနေနဲ့ marketing လုပ်တာမျိုးပေါ့နော်နောက်တစ်ခုကကြယောဂသင်တန်းဆရာမတွေရှိလိမ့်မယ်အခုကျွန်တော်တို့နိုင်ငံမှာဆိုရင်လေဒီ fitness blogger တွေလေကျွန်တော်တို့ဒီ workout လုပ်တဲ့အားကစားတွေနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကိုပြောပြတဲ့လူအဲ့လိုမျိုးလူမျိုးရှိလိမ့်မယ်ရှိမယ်ဆိုရင်လည်းဥပမာကျွန်တော်ကယောဂသင်တန်းဖွင့်ထားရဲဆိုရင်အဲ့လိုပြောတဲ့လူတယောက်ကိုတွားပြီးကျွန်တော်ပြောမယ်ငါရဲ့ယောဂသင်တန်းကိုမင်းတို့ရဲ့ Facebook page မင်းတို့ဗီဒီယိုတင်တဲ့အခါကျရင်ထည့်ပြီးကြေညာပေးမင်းကပတ်စံဘယ်လောက်ပေးမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်ကလုပ်လို့ရတယ် partner လုပ်ထားလို့ရတယ်သူနဲ့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကဒီကျွန်တော်တို့ partner တွေလုပ်ပြီး sales and marketing တွေလုပ်လို့ရတဲ့ပုံစံမျိုးတွေရှိတယ်။နောက်တစ်ခုကကြာကိုယ်တိုင် digital marketing မလုပ်နိုင်ဘူးဆိုအခု digital marketing agency ငှားတာမျိုးတွေ marketing consultant ပေါ့နော်ကျွန်တော်အခုလုပ်နေတဲ့ digital marketing consultant ဆိုရင်လုပ်ငန်းတွေကကျွန်တော်ကိုလာပြီးတော့ partner အဖြစ်နဲ့ငှားထားတယ်။ငှားထားတော့သူတို့ကျွန်တော်သိရဲ့အကြောင်းအရာတွေကိုဘာလုပ်လိုက်ပါဘယ်လိုလုပ်လိုက်ပါဆိုပြီးတော့ပြောပြရဟာကိုသူတို့လုပ်တယ်။လုပ်တော့သူတို့အကျိုးမြတ်တွေရတယ်။ဒါဘာလဲဆိုတော့ partner ပုံစံမျိုးပဲကျွန်တော်တို့လုပ်ထားနော်။နောက်တစ်ခုကကြာကျွန်တော်တို့ strategy or business partnership စီးပွားရေးမိတ်ဖက်လို့ကျွန်တော်တို့ကခေါ်တာပေါ့နော်ဥပမာအနေနဲ့ဆိုရင်ဟိုလေ application ဒီ phone software ပေါ့နော် phone application ထုတ်တဲ့ company တွေရှိလိမ့်မယ်အဲ့ထုတ်တဲ့ company တွေက phone company တွေကိုတွားပြီးတော့ငါတို့ရဲ့ application ကို main phone မှာထည့်ပြီးတော့လုပ်ပေးထားပေါ့နော်အဲ့ဆိုရင်မင်းကငါတို့ပတ်စံဘယ်လောက်ပေးမယ်ဆိုအခုအားလုံးသတိထားမိကြလားမသိဘူးခုနောက်ပိုင်း phone ဝယ်တယ်ပေါ့နော်Samsung phone တို့ဘာလို့ဝယ်လိုက်တယ်ဆိုလေအဲ့မှာလေကျွန်တော်တို့ဟိုကြိုပြီး install လုပ်ထားတဲ့ application တွေပါတယ်ဥပမာ Facebook တို့ဘာတို့ Messenger တို့ပါလာတာသတိထားမိကြလားမသိဘူးတချို့ဟိုတရုတ်ဖုန်းတွေဆိုရင်လေကျွန်တော်တို့ဘာလဲဆိုတော့ TikTok တို့ဘာတို့ပါလာတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ application ကိုထုတ်ထားတဲ့လူတွေကဖုန်းကုမ္ပဏီတွေနဲ့ချိတ်ထားတာဘာဖြစ်လို့လဲဆိုတော့ဟိုငကိုလေဒီမှာဖုန်းမှာဒီ Facebook ဆိုတဲ့ဟာပါလာပြီးသားဆိုရင်ကျွန်တော်တို့ကအဲ့တခါတည်း login လုပ်ပြီး
တုံးလိုက်ရုံပဲမဟုတ်ဘူးဆိုလူတွေကတိတ်တုံးဖြစ်မှာမဟုတ်ဘူးအဲ့ဒါဒါဘာလဲဆိုတော့ तू က partner လောက်ထားတာနောက်တစ်ခုကြာကျွန်တော်တို့က freelance trainer တွေပေါ့နော် freelance trainer ဆိုတော့အခုမှတစ်ခုခုနဲ့ဥပမာကျွန်တော်ဆို digital marketing ကိုသင်ကျင်တယ်ကျွန်တော်မှနေရာမရှိဘူးဆိုရင်အဲ့လိုနေရာငှားရမ်းတဲ့လူတွေရှိတယ်လေဥပမာဟိုတယ်တွေမှာလည်းနေရာငှားလို့ရတယ်ဒါမှမဟုတ်ဟိုတယ်မဟုတ်ဘဲနဲ့တင်တန်းတွေကိုရက်တူလုပ်ချင်တယ်ပေါ့နော်ကျွန်တော်တို့9ရက်10ရက်လုပ်ချင်တယ်ဆိုရင်တင်တန်းကဘယ်လောက်နဲ့ငှားလို့ရပါတယ်အဲ့တင်တန်းမှာဆိုတို့ကမီးစက်နှိုးပေးထားမယ် aircon ဖွင့်ပေးထားမယ်နောက်ပြီးကြတော့ဒီတင်တန်းလာတက်တဲ့လူတွေကိုတို့ refreshment ပေါ့နော်အေးတွေကိန်းမုံတွေပါတို့စီစဉ်ပေးထားမယ်ဘယ်လောက်ပေးပါအဲ့ဒါဆိုရင်ကျွန်တော်ကကောင်းပြီရောခင်ဗျားတို့ဒီလောက်ယူကျွန်တော်တင်တန်းဒီလောက်လာတက်လိမ့်မယ်တို့ကိုအဆင်ပြေအောင်စီစဉ်ပေးပါဆိုကျွန်တော်ဘာမှလုပ်စရာမလိုတော့ဘူးတို့ကအကုန်စီစဉ်ပေးမယ်ကျွန်တော်ကဒီလိပ်စာကိုလာခဲ့ပါနေ့လေစာပါကျွန်တော်ပါပြီးသားပါကျွန်တော်ရဲ့တင်တန်းမှာဆိုကျွန်တော်ခေါ်လိုက်ရုံပဲတို့ကလာမယ်ကျွန်တော်တင်တန်းကိုတက်မယ်ဒါဆိုရင်ကျွန်တော်တို့ပါလဲဆိုတော့သူနဲ့ business partnership ကျွန်တော်တို့ကလုပ်ထားတာပေါ့နော်နောက်ပြီးကြကျွန်တော်တို့လေဟို HR ဘိုင်းနေပေါ့နော်အလောက်ကန်ရှာဖွေရေးကုမ္ပဏီတို့ HR တွေကဘာနဲ့ partner လုပ် HR ကုမ္ပဏီတွေကဘာနဲ့ partner လုပ်ထားလို့ရလဲအလောက်ကန်ရှာဖွေရေး agency ကဘာနဲ့ partner လုပ်ထားလို့ရလဲဆိုတော့ကျောင်းအနေနဲ့သူက partner လုပ်ထားတယ်အဲ့တော့ဟိုပေါ့နော် engineer ကျောင်းနေပေါ့နော်ဥပမာဒီကျောင်းကနေပြောရင် engineer နဲ့ဘွဲရသွားပြီဆိုရင်ငါတို့ရှိမှာဘလို့လုပ်ငန်းတွေခေါ်နေရရှိရဲ့မင်းတို့ကျောင်းသားတွေရဲ့ကျောင်းသားတွေလှုပ်ချင်တခါလေးလှုပ်လို့ရဆိုချိတ်ထားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိရဒါဆိုရင်လည်းဘာလဲဆိုတော့ business partnership ကျွန်တော်တို့ကလုပ်ထားတာပဲပေါ့နော်နောက်တစ်ခုကကြာကျွန်တော်တို့ကဒီလုပ်ငန်းတွေစပြီဆိုရင်လည်းကျွန်တော်တို့က ban နေနဲ့ပေါ့နော်ချိတ်ထားban နေနဲ့ချိတ်တယ်အခု KP တွေဘာတွေနဲ့ချိတ်တယ်ချိတ်ပြီးတော့ KP ကနေပတ်စံပေးလို့ရအောင်လုပ်ထားတွေဘာတွေပေါ့နော်ဒါတွေလည်းဘာတွေလဲဆိုတော့ partnership လုပ်ထားတဲ့အပိုင်းတွေပေါ့နော်အဲ့တော့ဒီအပိုင်းမှာကိုယ်လုပ်ငန်းပို့ပြီးအောင်မြင်အောင်အဆင်ပြေအောင်ဘယ်သူတွေနဲ့ partner လုပ်ထားမှာလဲဘယ်သူတွေနဲ့ချိတ်ဆက်ထားမှာလဲဆိုတဲ့ဟာမျိုးတွေကိုထည့်သွင်းစဉ်းစားရမယ်အပိုင်းတွေပေါ့နော်ဥပမာငါ supplier တွေကိုဘယ်သူတွေကိုတုံးမလဲ delivery ဆိုငါတကယ်လို့ကွန်ပစ္စည်းကိုငါ deliver လုပ်ရမယ်ဆိုလဲ delivery ကိုဘယ်သူကိုအပ်မလဲ sales and marketing ဆိုရင်ဘယ်သူတွေနဲ့ငါချိတ်ဆက်ထားမလဲ business partner ဆိုရင်ငါဘယ်သူတွေနဲ့ချိတ်ဆက်ထားမလဲအဲ့လိုအပိုင်းတွေကိုကျွန်တော်တို့စဉ်းစားရတဲ့အပိုင်းပေါ့နော်ဥပမာကျွန်တော်ဒီမှာနမူနာလေးတစ်ခုထည့်ပေးထားရပေါ့နော်ကျွန်တော်တို့က online နေပြီးတော့ဘာသာစကားတင်မယ်ဘာနဲ့တင်မလဲဆိုတော့ application ဖုန်းမှာဒီ application တွေကိုကျွန်တော်တို့ install လုပ်ထားရရပေါ့နော်အဲ့တော့သူ့ဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလူတွေကသူ့ရဲ့ partner ဖြစ်မယ်ဆိုတော့ application developer application ကိုရေးပေးမယ်လူတွေဒီ application ကိုဖုန်းပေါ်မှာသုံးလို့ရအောင်ရေးပေးမယ်လူတွေဒါသူ့ရဲ့ဘာလဲ partner နောက်ကြ voice recording studio ဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ language school ဆိုရင်ကျွန်တော်အတန်နေလीအဲ့အတန်တွေကိုကျွန်တော် pronunciation မှန်မှန်နဲ့ဖန်တီးဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဟိုပြောချင်တာဆရာရဲ့အခုခေတ်မှာများဖုန်းနဲ့ record လုပ်လို့ရတယ်ဖုန်းနဲ့ record လုပ်တာနဲ့ studio မှာသွား record လုပ်တဲ့ quality ချင်းကမတူဘူးပေါ့နော်မတူဘူးဆိုတော့ကျွန်တော်တို့ဒီလို recording studio တွေတူလိုတယ်နောက်ပြီးကြ social media influencer ဥပမာလေးအခုကျွန်တော်ရွှေ note ဆိုတဲ့ application သိကြလားမသိဘူးကျွန်တော်အရင်တော့လည်းဒီ video မှာပြောဘူးပါတယ်စာအုပ်တွေဖတ်လို့ရတဲ့ဟာတွေလीဖတ်လို့ရတဲ့ဟာတွေဆို तू ကဘသူတွေနဲ့ partner လုပ်ထားလဲဆိုတော့အခုနာမည်ကြီးတဲ့လူတွေပေါ့နော် online မှာဟိုဘယ်လိုပြောရမလို့နည်းနည်းလူတီများတဲ့ follower များတဲ့လူတွေကို तू က partner လုပ်ထားပြီးသူတို့ application အကြောင်း तू ကပြောပြတယ်သူတို့ရှိမှဘယ်လိုစာအုပ်တွေရှိလဲဘယ်လိုစာအုပ်ဖတ်ရင်ဘာဖြစ်မယ်စာအုပ်ဖတ်တဲ့ဟာတွေဘာဖြစ်မယ်ဆိုပြီးကြော်ညာခိုင်းတာမျိုးတွေလုပ်တယ်ဒါပါလဲဆိုတော့ तू က influencer နီလန်ကိုတုံးပြီးသူတို့ application ကိုကြီးညာတာเนาะအဲ့လိုမျိုးလေးတွေလည်းကျွန်တော်တို့လုပ်လို့ရတယ်နောက်တစ်ခုအကြောင်းတွေကိုတွားပြီးတော့ကျွန်တော်တို့ကအကြောင်းသားတွေကိုဒီ application အခမဲ့သုံးလို့ရအောင်လုပ်ပေးတာမျိုးတွေပေါ့နော် application ကို marketing လုပ်တဲ့ဟာမျိုးတွေလုပ်လို့ရတယ်နောက်ပြီးကြဒီ application မှာတခါတည်းတက်မယ်ဆိုရင်ကျွန်တော် KP တို့ WP တို့ကနေပတ်စံချေလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေလောက်ထားလို့ရတယ်เนาะဒါကဘာအပိုင်းလဲဆိုတော့ကျွန်တော်တို့ partner တွေကြိုးပြီးစဉ်းစားထားလို့ရတဲ့အပိုင်းတွေเนาะဒီအပိုင်းတွေလုပ်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ကလေအခုပြောရင်ねပေါ့နော်38မိနစ်တော့ရောက်သွားပြီဒါပေမဲ့ပြောလိုက်တော့မယ်ပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ပိုင်းပဲကြိုင်တော့အဲ့အပိုင်းပြောပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ business model canvas ကပြီးသွားပြီပေါ့နော်နောက်ဆုံးတစ်ပိုင်းကကျွန်တော်တို့ကဘာလဲဆိုတော့ cost structure ကုန်ကျစရိတ်ပေါ့နော် cost structure ကဘာလဲဆိုတော့တဲ့ကျွန်တော်တို့ရဲ့ business လုပ်ဖို့အတွက်ကျွန်တော်တို့ကကုန်ကျစရိတ်တွေဘယ်လောက်ရှိမလဲဆိုတဲ့ဟာမျိုးတွေတွက်ချက်တဲ့အပိုင်းပေါ့နော်အဲ့မှာ cost ဆိုတဲ့နေရာမှာကုန်ကျစရိတ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကဘာလဲဆိုတော့ fixed cost ကျွန်တော်တို့ရောင်းမရောင်း customer လာမလာကျွန်တော်တို့ပေးနေရမယ်ပတ်စံဒါဆိုရင် fixed cost variable cost ဆိုတာကကျွန်တော်တို့ customer လာတယ်မလာတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကုန်ကျစရိတ်ကိုအတူအလျှော့လုပ်လို့ရတယ်အဲ့ဒါကိုじゃဘာလို့ခေါ်လဲဆိုတော့ variable cost လို့ခေါ်တယ်ကောင်းပြီအဲ့ဒါဆိုရင်ကုန်ကျစရိတ်ကိုကျွန်တော်တို့ကတွက်ချက်တဲ့နေရာမှာဘာကြောင့်အရေးကြီးတာလဲကျွန်တော်တို့ဘယ်လောက်ကုန်လဲမသိဘူးဆိုရင်ကျွန်တော်တို့ရဲ့
ဒီပေါ့နော် product တွေကိုကျွန်တော်တို့ကဘယ်လောက်နဲ့ရောင်းရမလဲဆိုတာမသိဘူးတကယ်လို့ဒီ product ကိုကျွန်တော်တို့ကဈေးနှုန်းတတ်မှတ်တဲ့အခါကျရင်အရန်ရော့ပြီးတတ်မှတ်လိုက်တယ်ဆိုဘာဖြစ်မလဲကျွန်တော်တို့အရှုံးပေါ်မယ်လေကျွန်တော်တို့ပတ်စံမြင်းမြန်းဆန်ဆန်ကုန်သွားပြီးဒီဝါလီခံသွားရမယ်အဲ့တော့ကျွန်တော်တို့ကုန်ကြစိတ်တွေဘယ်လောက်ရှိလဲဆိုတာတေချာသိဖို့လိုတယ်နောက်ပြီးကျကျွန်တော်တို့လုပ်ငန်းဘယ်လောက်အမြတ်ရလဲဆိုတာကိုလည်းကျွန်တော်တို့တေချာသိဖို့လိုတယ်ပေါ့နော်ဒီလို cost တွေကိုတေချာချာသိထားရင်ကျွန်တော်တို့အတွက်ဘာအထောက်အကူတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ budget ဘယ်လောက်ကုန်မလဲအဲ့ budget တွေကိုဘယ်နေရာတွေမှာသုံးမလဲဘယ်နေရာတွေမှာမသုံးဘူးလဲနောက်ပြီးကိုယ့်ရဲ့ product ကိုငါဘယ်လောက်နဲ့ရောင်းရမလဲဆိုတဲ့ဟာမျိုးလုံးလို့ရမယ်နောက်ဘယ်နေရာတွေမှာအသုံးစိတ်ကိုရှော့မယ်ဘယ်နေရာတွေမှာအသုံးစိတ်ကိုပို့သုံးမယ်ဆိုပြီးကျွန်တော်တို့ကြိုပြီးတတ်မှတ်လို့ရတဲ့ဟာမျိုးတွေရှိတယ်နော်နောက်တစ်ခုကကျွန်တော်တို့ cost မှာကျွန်တော်အပေါ်မှာပြောသွားပြီးသားပေါ့နော်နှစ်မျိုးရှိရ fixed cost ဒါကတော့ခုနကပြောလိုမျိုးပဲတပြားဘိုးမှမရောင်းအောင်ဆိုရင်ကျွန်တော်ပတ်စံကုန်နေမှာဥပမာကျွန်တော် website တစ်ခုထောင်ထားမယ် website ထောင်မယ်ဆို website ကအလကားထောင်လို့မရအောင်ခုနကပြောလို့ကျွန်တော် hosting တွေဝယ်ရတယ်လीဝယ်ထားရဆိုရင်ကျွန်တော်အဲ့ hosting ကိုကျွန်တော်လားစင်ကြီးဒါမှမဟုတ်နှစ်စင်ကြီးနဲ့ဝယ်ရတယ်အဲ့တော့ကျွန်တော်ရဲ့ website ကိုဝင်ကြည့်တဲ့လူရှိမရှိအဲ့ပတ်စံကျွန်တော်ပေးနေရမှာဘာဖြစ်လို့လဲဆိုတော့ website ထောင်ထားတဲ့အတွက်ပေးနေရမှာကျွန်တော်သွားပြီးတော့ငါလာ website မှာလာကြည့်တဲ့လူမှမရှိရမင်းကငါလားစင်ကြီးမပေးနိုင်ဘူးလုံးလို့မရအောင်မပေးဘူးဆိုသူကကျွန်တော် website ကိုဖြုတ်ချသွားမှာနော်အဲ့ကျွန်တော်ဂျင်းဖွင့်ထားတယ်ဂျင်းဖွင့်ထားရဆိုဂျင်းအတွက်ကျွန်တော်နေရာလိုတယ်လိုတော့ကျွန်တော်ကနေရာအောင်ငှားပြီးတော့စက်ပစ္စည်းကိရိယာနဲ့ဂျင်းဖွင့်လိုက်တယ်အဲ့တော့ကျွန်တော်ချင်းမှာလာစောတဲ့လူရှိမရှိကျွန်တော်ပိုင်းရှင်ကိုပေးရမှာပဲလေပတ်စံဥမာဒီဘယ်လောက်ဆိုပြီးပေးရငါမှဂျင်းမှာစောတဲ့လူမရှိလို့မင်းကပတ်စံမပေးနိုင်ဘူးဆိုပြီးလုံးလို့မရအောင်နော် freelancer တွေလည်းအဲ့တိုင်းပဲဟိုပေါ့နော်ကျွန်တော်တို့ design ဆွဲတဲ့လူဆိုကျွန်တော်တို့နိုင်ငံမှာတော့ဒီ Photoshop တို့ဘာတို့ပတ်စံနဲ့ဝယ်တာမျိုးတော့မဟုတ်ဘူးသူတို့နိုင်ငံမှာပတ်စံနဲ့ဝယ်သုံးကြတယ်ဥမာတစ်လကိုဘယ်လောက်တနစ်ကိုဘယ်လောက်ဆို subscribe လုပ်ပြီးဒီ subscription နဲ့ဝယ်သုံးကြရပေါ့နော်ကျွန်တော်တို့တချို့ feature တွေပေါ့နော်တချို့ feature တွေအဲ့လိုဝယ်သုံးမှရတယ်ဆိုတော့ဒီလာတော့ငါရှိ design လာအပ်တဲ့လူမရှိလို့မင်းတို့ငါမပေးနိုင်ဘူးအဲ့လိုလုပ်လို့မရဘူး design လာအပ်တဲ့လူရှိမရှိသူဝယ်လိုက်ပြီဆိုရင်သူလားစင်ကြီးပေးရမှာကဲကျွန်တော်စာတင်မယ်ဆိုပြီးတော့ Zoom Premium account ဝယ်လိုက်တယ်တလားဦးမှာထားတော့ကျွန်တော် maybe ဘယ်နှဒေါ်လာလဲမသိဘူးပေါ့နော်အဲ့ဒေါ်လာနဲ့ဝယ်ထားပြီးကျွန်တော်တင်တဲ့ကိုလာတက်တဲ့လူမရှိဘူးငါတင်တဲ့ကိုလာတက်တဲ့လူမရှိလို့ငါ Zoom ကိုပတ်စံမပေးနိုင်ဘူးအဲ့လိုမျိုးလုပ်လို့မရဘူးလာတက်တဲ့လူရှိမရှိကျွန်တော်ဝယ်လိုက်ပြီဆိုတကကျွန်တော်အဲ့ပတ်စံအတွက်ကုန်သွားပြီပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်တို့မဖြစ်မနေပေါ့နော်ဝယ်တဲ့လူရှိမရှိရင်းနှီးရမယ့်အရာတွေကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုအပိုင်းကြီးအဲ့လိုကုန်ကြစည်တွေရှိတယ်နောက်တစ်ခုကကြတော့ဟိုကျွန်တော်တို့ရောင်းအားပေါ်မူတည်ပြီးဝယ်တဲ့လူပေါ်မူတည်ပြီးတော့အတိုးလျှော့လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်ဥပမာကိန်းမုံလုပ်ငန်းဆိုရင်ကျွန်တော်တို့က order တွေအများကြီးတက်လာပြီဥပမာဒီလာထဲမှာဟို birthday cake တွေပေါ့နော်မွေးနေ့ကိန်းမုံတွေအများကြီး order တက်လာပြီဆိုကျွန်တော်တို့ကဂျုံမုံတွေနောက်ကြက်ဥတွေဘာတွေအများကြီးဝယ်ပြီးလုပ်လို့ရမယ်ဝယ်ရမယ်ပေါ့နော်ကျွန်တော် order များများတက်လာမှာပဲများဝယ်လို့ကုန်ကြစည်များသွားမယ်ပေါ့နော်တကယ်လို့ order မရှိတဲ့အချိန်ကျရင်ကျွန်တော်တို့မဝယ်ဘူးဆိုကုန်ကြစည်ကို short ချပြလို့ရတယ်အလားတက်ဖြစ်မသွားဘူးပေါ့နော်အဲ့လိုမျိုးတွေနောက်ပြီးကျွန်တော်တို့ကဟိုစီးပွားရေးလုပ်ငန်းတွေကလေကျွန်တော်တို့ partner တွေကို commission ပေးတာမျိုးတွေဟို life insurance agent တို့ insurance agent တို့ဒီထဲမှာလုံးတဲ့လူရှိလားမသိဘူးရှိတော့ရှိမှာပါအယောက်1000ကျော်ဆိုတော့တချို့လူတွေလုံးကြမှာပါအာမခံ company တွေကနေပြီးတော့ကျွန်တော် agent တွေခန့်ထားတာရှိတယ်။ Samuel ဖြည့်ပြီးတော့လေ license ရပြီး agent ဖြစ်သွားတာလေ။အဲ့ agent တွေကအသက်အာမခံ product တွေဒါမှမဟုတ်မီးအာမခံတွေကားအာမခံတွေရောင်းနေဆိုရင်အာမခံ company တွေကနေပြီးအဲ့ agent ကို commission ပေးတယ်။ရောင်းရတဲ့ပုံမူတည်ပြီး commission ဘယ်လောက်ဆိုတကယ်လို့သူတို့မရောင်းရင်ကျွန်တော်တို့ကပေးစရာမလိုဘူး။ဒါကဘာလဲဆိုတော့အာမခံ company ဘက်ကကြည့်တယ်ဆိုရင် variable cost ပေါ့နော်။နောက်ပြီးကျွန်တော်တို့က design တွေကိုအပ်ထားတယ်ပေါ့နော်။ဥပမာငါတို့ဒီလမှာမင်းတို့အတွက်design 10ခုငါတို့ဆွဲပေးရမယ်ဆိုရင်ပြီးကျွန်တော်တို့ကအပ်လိုက်တယ်အဲ့တော့ဟိုတကယ်လို့ design 10ခုမပြည့်သွားရင်9ခုဆိုရင်လည်း9ခုကိုပေးမယ်ပေါ့နော်အဲ့မျိုးကျွန်တော်ကကြိုပြောထားမယ်အဲ့တော့ဒီလမှာကျွန်တော်က design 10ခုလို့တော့ပြောထားတယ်ဒါပေမဲ့9ခုပဲဆွဲပြစ်တယ်ဆိုရင်တို့9ခုပဲခြေရမယ်10ခုစာခြေစရာမလိုဘူးကျွန်တော်တို့ဘက်ကခိုင်းတလောက်လုံးရင်လုံးတလောက်အတိုးလျှော့လုံးလို့ရတယ်ပေါ့နော်ကုန်ကြစရိတ်ကိုအဲ့လိုမျိုးကုန်ကြစရိတ်ဆိုကျွန်တော်တို့ကဘာလို့ခေါ်လို့ရလဲဆိုတော့ variable cost လို့ခေါ်လို့ရတယ်အဲ့တော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေမှာတဲ့ကုန်ကြစရိတ်တွေရှိရပေါ့နော်ကုန်ကြစရိတ်ပြန်ဒီအပိုင်းတွေမှာစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ပြီးဆိုများသောအားဖြင့်ဒီအပိုင်းတွေမှာကုန်ကြစရိတ်တွေရှိရဘလို့အပိုင်းတွေလဲဆိုတော့ကျွန်တော်တို့ human cost ခုနပြောတဲ့ကျွန်တော်စီးပွားရေးလုပ်ငန်းလုပ်ပြီးဆိုဝန်ထမ်းတွေခန့်ရတော့မလို့ဥပမာအယောင်းဝန်ထမ်းဘာဝန်ထမ်းညာဝန်ထမ်းအဲ့လိုဝန်ထမ်းတွေအတွက်ကုန်ကြစရိတ်တွေပေါ့နော်အဲ့အမျိုးတွေကျွန်တော်တို့ human cost လို့ခေါ်တယ်နောက်တစ်ခုက tools and technology ဥပမာကျွန်တော် website
လုပ်တော့မယ်ဆို website တစ်ခုအလကားလုပ်လို့မရဘူး domain တွေ hosting တွေဝယ်ရတယ်နောက်ပြီးကျွန်တော်တို့အခု Canva တွေလीဟို design ဆွဲဖို့အတွက် Canva တို့ဘာလို့ဝယ်ရဲဆိုအဲ့အမျိုးတွေဝယ်ရတယ်နောက် subscription Wi-Fi တွေလားစင်ကြီးတွေပေးရတယ်ဘာတွေလုပ်ရတယ်ခုန Salesforce လို့ကျွန်တော် CRM တွေဝယ်မယ်ဆိုရင်လည်းပတ်စံပေးရတယ်ဒါနည်းပညာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကျွန်တော်တို့ကုန်တဲ့ပတ်စံနောက်ကျ marketing course Facebook မှာကျွန်တော်တို့ boost လုပ်မယ်ဆိုတစ်လောက်ဒေါ်လာ100လုံးမလား200လုံးမလားနောက်ပြီးကျွန်တော်တို့ pamphlet တွေ flyer တွေထုတ်မယ် billboard တွေထောင်မယ်ကျွန်တော်တို့ marketing activities တွေဘယ်နေရာမှာဘာလုပ်မယ်ဥပမာကျွန်တော်ကကား company ဆိုရင်ကားပြပွဲတွေလုပ်မယ်ဒါဆိုရင်ဒါကျွန်တော်ကုန်ကြစရိတ်တွေရှိတယ်marketing cost တွေကဘယ်လောက်ရှိလဲကျွန်တော်တို့ထည့်ပြီးတော့တွက်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် influencer တွေခုနကပြောလို့ပေါ့နော် internet မှာနာမည်ကြီးနေတဲ့လူတွေကိုကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကိုကြော်ညာခိုင်းမယ်ဆိုရင်သူတို့ကြော်ညာခိုင်းကပေးရမယ်ဒါမျိုးတွေကကျွန်တော်တို့ marketing cost တွေနောက်တစ်ခုကကျွန်တော် operational cost ဆိုတာဘာတွေပါလဲဆိုတော့ကျွန်တော် internet ဖိုးတွေမီးဖိုးတွေဖုန်းပေဖိုးတွေနောက်ပြီးကျွန်တော်ငှားကားတွေနောက်ပြီး delivery ပို့ရင် delivery ပို့ကားတွေနောက်ပြီး accounting ဆိုကျွန်တော်တို့ကကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင်တခြားလူကိုအပ်ရတယ်ဒီဟိုစင်ရင်စရာတွေနဲ့ပတ်သက်ပြီးအဲ့မှာဆိုတခြားလူတွေကိုပတ်စံပေးရတယ်နောက်တစ်ခု legal fees legal consultant တွေပေါ့နော်ဥပဒေအကြံပေးဥပဒေပညာရှင်တွေကိုကျွန်တော်တို့ကပတ်စံပေးပြီးငှားထားတယ်အဲ့တော့သူတို့ပတ်စံတွေပေးရတယ်ဒါဆိုရင်ဒါ operational cost တွေပေါ့နော်နောက်တစ်ခုကproduct and service delivery cost ဒါ packaging တွေလုပ်ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကထုတ်ပိုးရတယ်ပေါ့နော်အင်ကြီးဆိုအင်ကြီးဒီတိုင်းလုပ်လို့မရဘူး plastic နဲ့တေချာထုတ်ပိုးရတယ်လုပ်ရတယ်နောက်တစ်ခုကonline course platform fee ခုနကပြောလို့မျိုးပေါ့နော် online နေစတင်တော့မယ်ဆိုကျွန်တော်တို့အလကားတင်လို့မရဘူးလीZoom လို့ဘာလို့ပေါ့နော်တိုက်ရိုက်ဒီ face to face တင်မယ်ဆိုရင်တော့ Zoom လို့ဘာလို့ဝယ်ရတယ်ပေါ့နော်အဲဒီဝယ်ရတဲ့အတွက်ကျွန်တော်တို့ကုန်ကျစရိတ်တွေရှိတယ်နောက်တစ်ခုက payment processing fee ခုနကိုယ့်ရဲ့ပစ္စည်းကိုပေါ့နော်ငွေပေးချေတာတွေကိုကမ်မောဇာပေးရနေပြီးတော့ခုနကပြောလို့ Wi-Fi တို့ဘာလို့လားစင်ကြီးတွေပေးဆောင်ခြင်းနေဆိုရင်ဒီကမ်မောဇာတို့ဘာလို့ကျွန်တော်တို့ကပတ်စံပေးရတဲ့ပတ်စံတွေရှိရပေါ့နော်အဲ့လိုမျိုးတွေဆို payment processing fee လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုပြန်မေးရမယ်ပေါ့နော်တကယ်လို့ငါတို့မရောင်းရခင်မှာတောင်မှငါတို့ဘာတွေအတွက်ကုန်ကြမလဲတကယ်လို့ရောင်းရပြီဆိုရင်တော့ငါတို့ extra cost တွေကဘာတွေရှိမလဲအဲ့လိုမျိုးတွေကိုကျွန်တော်တို့က fixed cost နဲ့ variable cost ကိုကျွန်တော်တို့ကတခုလောက်ထားတင်တယ်ပေါ့နော်ငါမရောင်းရလဲကုန်မဲကုန်ကြစရိတ်ရောင်းရရင်ကုန်ရမယ်ကုန်ကြစရိတ်အဲ့နှစ်ခုငါဘယ်လိုတွေတတ်မှတ်မယ်ဆိုတဲ့ဟာကို cost structure အပိုင်းမှာကျွန်တော်တို့တတ်မှတ်ထားလို့ရပါတယ်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ business model canvas ကအပိုင်းတွေအကုန်လုံးပြီးသွားပါပြီတပိုင်းချင်းစီတိုင်းကိုအားလုံးသေချာနားလည်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်မဲ့လူကအယောက်1000ကျော်မှာကျွန်တော်အထင်အယောက်50ကျော်100လောက်ပဲရှိပါလိမ့်မယ်အဲ့လောက်တော့ပြေးပါမလားတော့မသိဘူးပေါ့နော်ရှိပါလိမ့်မယ်ဆိုတော့အဲ့ကြည့်နေတဲ့လူတွေကိုကျွန်တော်က assignment လေးတစ်ခုပေးခြင်းပါတယ်အဲ့တော့ကိုကအခုလက်ရှိလုပ်ငန်းတစ်ခုလုပ်နေတယ်ဆိုရင်ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ business model canvas လေးတစ်ခုကိုစာရွက်အလုပ်ပေါ်မှာကျွန်တော်ပေးထားတဲ့ပုံစံတိုင်းလေးချဆွဲပါဆွဲပြီးသွားပြီဆိုကိုဘယ်အပိုင်းတွေကိုဘယ်လိုဖြစ်ထည့်သွင်းစဉ်းစားမလဲဆိုတဲ့ဟာလေးကိုတေချာဖြည့်ပါဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ဒီ page ကနေပြီးတော့လာပို့ပေးပါဒါမှမဟုတ်ရင်လည်းကျွန်တော်ရဲ့ personal account ကိုလာပို့ပေးလို့ရတယ် message ကနေပြီးတော့ကျွန်တော်တေချာလေးကြည့်ပေးပါမယ်တကယ်လို့ကို့မှာလုပ်ငန်းတစ်ခုတော့မရှိဘူးကိုကလုပ်ငန်းတစ်ခုလုပ်ဖို့စဉ်းစားနေတယ်ဆိုလဲအဲ့စဉ်းစားထားတဲ့လုပ်ငန်းအတွက် business model canvas လေးတစ်ခု business model ပေါ့နော်ပထမ business model ကိုစဉ်းစားပြီး business model canvas ကိုဆွဲပြီးသွားပြီဆိုကျွန်တော်ကိုလာပြီးတော့စာရွက်2ရွက်3ရွက်စာလောက်ပေါ့နော်လာပြီးတော့ပို့ပေးပါကျွန်တော်ပို့တဲ့လူတယောက်ချင်းစီတိုင်းရဲ့ဟာကိုတေးသေးချာချာလေးကြည့်ပြီးတော့ဘယ်အပိုင်းတွေမှာလိုအပ်ချက်ရှိတယ်ဆိုတာလေးတေချာ reply ပြန်ပေးပါမယ်เนาะအဲ့တော့အားလုံးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်နားမလည်တာရှိရင်လည်းကျွန်တော် page ကဖြစ်ဖြစ်ကျွန်တော် personal account ဖြစ်ဖြစ်လာပြီးတော့မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်